ရအောင်နမောတတ္တ၃ချိန်ပူဇော်ပြီးဖျားခတော်လိုက်ကြစို့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရအရဟဟတောသမ္မာသမ္ဗုဒ္ဓတ္တရပါပြီနော်။တော်မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပေါင်းနဲ့ပြည့်စုံပါစေကျေးဇူးတင်ပါတယ်ဆရာ ။ဟုတ်ကဲ့ဟုတ်ပြီ။ဒါဆိုရင်ပြီးခဲ့တဲ့ဘက်ကတဟာမျိုးတဟာကြီးတဟာလက်ပြီးသွားပြီ။နည်းနည်းလေးပြန်နှွေးရအောင်။နည်းနည်းလေးပြန်နှွေးရအောင်ဆိုရင်စာအုပ်ကလေးယူလိုက်အောင်။ပညာဝါဒစာအုပ်ဘယ်ရောက်သွားလဲ။ဟုတ်တွေ့ပြီ။ကျွန်တော်တို့ကတဟာကြီးတဟာမျိုးကနေစတင်တာဆိုတော့တဟာကြီးလေးပစ္စည်းကိုရရင်တဟာလက်အတွက်ရသွားမယ်ပြီးရင်တဟာငယ်ကလည်းပဲပို့ပြီးတော့လွယ်သွားနိုင်တယ်ဒါကြောင့်မို့လို့တဟာကြီးကနေစပြီးတော့ကျွန်တော်တို့တွေဆွေးနွေးကြတာဖြစ်ပါတယ်เนาะဟုတ်ပြီဓမ္မသုဒ္ဓသင်္ချာအခုတစ်ချက်လောက်ကျွန်တော်တို့ပြန်ပြီးပြောပြပါမယ်เนาะသဟဇာတပစ္စသဟဇာတနေတယအဋ္ဌိအဝိကတပစ္စည်းသုဒ္ဓသင်္ချာဝါဒ၌သုံးလွှာရှိတယ်ပထမစိတ်အချင်းချင်းရဲ့စိတ်နဲ့ဆက်ပြီးတော့စိတ်တစားယုတ်ပရိသန္တိကမ္မစာယုတ်ပေါ့နော်စိတ်နဲ့ဆက်ပြီးဖြစ်တဲ့ယုတ်ရဲ့ကိုကျေစုပြုမဲ့အလုံးစုံသောဗုဒ္ဓပရိသန္တိနာမခန္ဓာ၄ပါးဒါတအုပ်စုအဲ့ဒါဘယ်လိုဆိုလဲဆိုတော့သဟဇာတနေတယအဋ္ဌိအဝိကတပစ္စည်းသုဒ္ဓသင်္ချာဝါဒ၌အချင်းချင်းအား၎င်းချင်းချင်းနာမခန္ဓာစိတ်တစားယုတ်ပရိသန္တိကမ္မစာယုတ်အား၎င်းတတ်သောအလုံးစုံသောဗုဒ္ဓပရိသန္တိနာမခန္ဓာ၄ပါးလို့ဒီလိုဆိုရတယ်ပြီးရင်မဟာယုံ28ပါးအတွက်ဆိုရင်မဟာဘုတ်ချင်းချင်းကျေစုပြုတယ်ပြီးဥပါဒယုတ်ကိုလည်းကျေစုပြုတာမို့လို့အချင်းချင်းအား၎င်းဆိုတဲ့စကားလုံးလေးဟာမဟာဘုတ်၄ပါးအချင်းချင်းကိုပြောတာပါဥပါဒယုတ်အား၎င်းဆိုတာကဥပါဒယုတ်24ပါးကိုကျေစုပြုမဲ့မဟာဘုတ်ကိုပစ္စည်းတရားကိုပြောချင်တာဒါကြောင့်မို့လို့အချင်းချင်းအား၎င်းဥပါဒယုတ်အား၎င်းတတ်သောမဟာဘုတ်၄ပါးလို့ဆိုပါတယ်နောက်ဆုံးတလွှာလေးကတော့ပင်စောကာရပရိသန္တိ15ပါးစေတသိက်35ဆိုတဲ့ဒါပင်စောကာရပရိသန္တိနာမခန္ဓာ၄ပါးနဲ့အာရိယဝတ္ထုတို့အပြန်အလှန်ကျေစုပြုတာကိုပြချင်တာဖြစ်တဲ့အတွက်အချင်းချင်းအားတတ်သောပင်စောကာရပရိသန္တိနာမခန္ဓာအာရိယဝတ္ထုလို့ဒီလိုသင်ရပါတယ်နော်ဒီလိုဆိုရပါတယ်ဟုတ်ပြီဒါဆိုရင်သဟဇာတနိတ္တယအာထိအဝိကရရပြီဆိုရင်အညမညကဘာလေးများကွဲခြားသွားလဲဆိုရင်အညမညရဲ့သုဒ္ဓသင်္ချာကြတော့အချင်းချင်းအား၎င်းစိတ်တစားယုတ်မရတော့ပါဘူးစိတ်တစားဘာလဲဆိုရင်ဒီမှာစိတ်တစားယုတ်ကသဟနိအဝိဆိုတဲ့သဟာကြီးလေးပစ္စည်းမှာရပြီမယ်ဒီမှာမရတော့ပါဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်စိတ်တစားယုတ်နဲ့ဒီပရိသန္တိစိတ်တသိက်တို့ဆိုတာအတူတကွပဲဖြစ်လို့ရတယ်ပရိသန္တိတောင်ဖြစ်ပါတယ်ဒီအလုံးစုံသောပုရိပရိသန္တိနာမခန္ဓာ၄ပါးနဲ့စိတ်တစားယုတ်ဆိုတာကဒီအလုံးစုံသောပုရိပရိသန္တိနာမခန္ဓာ၄ပါးထဲမှာစိတ်တစားယုတ်ကိုဖြစ်စေနိုင်စိတ်85ပါးရှိတယ်ဒီ85ပါးသောစိတ်တွေရဲ့ဥပါဒိုင်မှာစိတ်တစားယုတ်တွေဖြစ်တာမှန်တော့လည်းပဲတူတကွတော့ဖြစ်တာမှန်တော့လည်းပဲအညမညတတ္တိမရနိုင်ဘူးဒါကြောင့်မို့လို့ဒီမှာအညမညမှာကြတော့စိတ်တစားစိတ်တစားယုတ်မရဘူးပရိသန္တိနာမခန္ဓာကလည်းပဲပရိသန်ဆိုပရိသန္တိကမ္မစယုတ်ကလည်းပဲအကုန်လုံးမရဘူးပရိသန္တိကမ္မစယုတ်ကတော့အရှိတိုင်းဆို20ရှိကမ္မစယုတ်20ထဲမှာစိတ်နဲ့အတူတကွတော့သူတို့ဖြစ်နိုင်တဲ့သဟဇာတတတ္တိတော့ရတယ်ဘယ်စိတ်နဲ့လဲဆိုရင်ပင်စောကာရပရိသန္တိ15ပါသော
ပရိသန္တိစိတ်တို့ရဲ့ဥပတ်တိုင်းဥပတ်မှာပေါ့နော်ပင်စောကာရပရိသန္တိ15စေသေး35တို့ရဲ့ဥပတ်မှာကမ္မဇယုတ်တရားတပြိုင်တည်းဖြစ်တဲ့အတွက်ကြောင့်သဟဇာတတတ္တိရတာမှန်တော့လည်းပဲအညမညတတ္တိရတာကြတော့ဟာရယဝတ္ထုတစ်လုံးမရကမ္မဇယုတ်ထဲမှာလေဒါကြောင့်မလို့ဘာလေးရလဲဆိုရင်ရုပ်ထဲမှာစိတ်တစားယုံမရတော့စိတ်တစားယုံနဲ့နံတို့သည်အညမညမဖြစ်နိုင်ဘူးဒါဆိုရင်နံနဲ့အညမညပြန်ဖြစ်နိုင်တာဘယ်သူဟာရယဝတ္ထုနံတော့နံတိုင်းနဲ့မဟုတ်ပါဘူးပင်စောကာရပရိသန္တိနာမခန္ဓာလေးနဲ့ပဲပရိသန္တိဥပခဏမှာသာသူတို့ဟာရယဝတ္ထုနဲ့အပြန်အလှန်ဖြစ်ခွင့်ရလို့ကမ္မဇယုတ်ထဲကကမ္မဇယုတ်20တွေကဟာရယဝတ္ထုလေးတစ်လုံးရတယ်ကျန်တဲ့19ပါးသောကမ္မဇယုတ်တွေကအညမညတတ္တိမရဘူးသဟဇာတတတ္တိသာရတယ်ဒါကြောင့်မို့သူတို့မပါဘူးပေါ့နော်။ဒါကြောင့်မို့လို့ဘလို့ဆိုရလဲဆိုအညမညကြတော့ကအချင်းချင်းရ၎င်းချင်းချင်းနာမခန္ဓာဟာရယဝတ္ထုက၎င်းလို့ပြောင်းဆိုပြီးတော့အလုံးစုံသောပုရိပရိသန္တိနာမခန္ဓာ၄ပါးကတော့ဒါပစ္စည်းဘက်ကအတူတူပါပဲနော်။နောက်တစ်ခါရုပ်ကြတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အချင်းချင်းပဲအညမညပထဝီအာဘောတေဇောဝါယောဓာတ်ကြီး၄ပါးတွေချင်းချင်းကျေစုပြုလို့ရတယ်။ဥပါဒယုတ်ကိုတော့သူတို့ကျေစုပြုလို့မရဘူးနော်။ဥပါဒယုတ်တော့ကျေစုပြုလို့မရဘူး။ဒါကြောင့်မို့လို့အချင်းချင်းအားတတ်သောမဟာဘုတ်၄ပါးပေါ့ဒါပေမဲ့လည်းယုတ်က9ယုတ်ရှိတာဆိုတော့မဟာဘုတ်ဒီလည်း9ဘုတ်ရှိရမယ်ဒါကြောင့်မို့လို့အချင်းချင်းအားတတ်သောစိတ္တဇမဟာဘုတ်ပရိသန္တိကမ္မဇမဟာဘုတ်ဘာဟိရမဟာဘုတ်အာဟာရဇမဟာဘုတ်ဥဒုဇမဟာဘုတ်အတ္တညတကမ္မဇမဟာဘုတ်ပဝိတိကမ္မဇမဟာဘုတ်အားဖြင့်မဟာဘုတ်၄ပါးလို့ဒီလိုဆိုလိုက်တယ်ပြီးတော့နောက်ဆုံးတလွှာဖြစ်တဲ့နံပါတ်3တလွှာကတော့သဟနိအဝိကရခဲ့တဲ့အတိုင်းပဲတလွှာလုံးရပါတယ်အချင်းချင်းအားတတ်သောပင်စောကာရပရိသန္တိနာမခန္ဓာဟာရယဝတ္ထုဆိုတာကတလွှာလုံးရပါတယ်ဟုတ်ပြီပြီးတဲ့အခါမှာဝိပါကပစ္စည်းကြတော့ကုသိုလ်အကုသိုလ်ကရိယာတွေမရနိုင်တော့ဘူးဆိုတာထင်ရှားပါတယ်ဝိပါကပစ္စည်းဆိုတာဝိပတ်ဆိုတဲ့ဝိပတ်စိတ်ဝိပတ်ကလေးဟာဝိပါကဆိုတဲ့နံတရားလေးဟာပစ္စည်းဖြစ်ရမှာဖြစ်တဲ့အတွက်ဘယ်လိုရေးရလဲဆိုတော့အချင်းချင်းအား၎င်းအချင်းချင်းနာမခန္ဓာစေတစာယုတ်ပရိသန္တိကမ္မဇယုတ်အား၎င်းဒီလိုရေးရပါတယ်နော်အချင်းချင်းအား၎င်းဆိုတာကတော့ဓမ္မမိတ်စီများဒါစေတစာယုတ်တွေsorry အချင်းချင်းအား၎င်းဆိုတာဝိပတ်စိတ်36စိတ်သိ38သူတို့အချင်းချင်းနဲ့ကျေစုပြုလို့ရတယ်ပြီးတော့ချင်းချင်းနာမခန္ဓာစေတစာယုတ်ဝိပက်ပြုရသောစေတစာယုတ်ပေါ့နော်ပရိသန္တိကမ္မဇယုတ်တို့ရပါတယ်ဒါကြောင့်မလို့ဆိုပုံဆိုနည်းလေးကဒီအပေါ်ကကြောရိုးနဲ့သွားပြီးတော့သဟနိအဝိရဲ့ဆိုပုံနဲ့ဆိုပေါက်နဲ့သွားတူတယ်အချင်းချင်းအား၎င်းချင်းချင်းနာမခန္ဓာစေတစာယုတ်ပရိသန္တိကမ္မဇယုတ်အား၎င်းအတူတူပဲဒီရှေ့မှာပြောင်းထွက်သွားမယ်ကုသိုလ်အကုသိုလ်ကရိယာလို့မပါတဲ့အတွက်ကြောင့်အလုံးစုံသောဝိပက်ဖြစ်သွားတယ်နော်ဒီမှာကျတော့အလုံးစုံသောပဝိတိပရိသန္တိနာမခန္ဓာလို့ရေးမယ်ဒီမှာကျတော့ဝိပက်ဆိုတာလေးထည့်ပြီးတော့ရေးလိုက်ရုံပဲအလုံးစုံသောဝိပက်ပဝိတိပရိသန္တိနာမခန္ဓာ၄ပါးဤတရားတို့သည်ဝိပါကပစ္စည်းနောက်ပြီးတော့နောက်တစ်လွှာကြံသေးတယ်ရုပ်လုံးဝမရပါဘူးဝိပါကပစ္စည်းသည်ပစ္စည်းဘက်မှာသည်နာမည်ရှိတာမဟုတ်လို့ရုပ်တရားတို့သည်ဝိပါကပစ္စည်းတရားမျိုးမဟုတ်တဲ့အတွက်ဒီရုပ်နဲ့ပတ်သက်တဲ့ဒုတိယတစ်လွှာဒီမှာဝိပါကမှာမရပါဘူးနောက်ဆုံးတစ်လွှာဆိုလို့ရှိရင်လည်းပဲအချင်းချင်းအတတ်သောပင်စောကာရပရိသန္တိနာမခန္ဓာဟာရယဝတ္ထုမရပါဘူးเนาะဓမ္မမိတ်ဆွေများကတ္တာဘက်မှာကနာမည်ရှိရမှာဆိုတော့ပင်စောကာရပရိသန္တိနာမခန္ဓာအတတ်သောဟာရယဝတ္ထုပဲရပါမယ်နော်ဟာရယဝတ္ထုကပစ္စည်းဘက်မှာပြန်မနေနိုင်ပါဘူးဒါကြောင့်မို့လို့ပင်စောကာရပရိသန္တိနာမခန္ဓာဟာရယဝတ္ထုဖြစ်ပါတယ်ပစ္စည်းရည်တွေကတော့ဓမ္မမိတ်ဆွေများငါးလို့ရေးထားတာတော့ရှင်းပါတယ်မိမိရဲ့ဝိပါကပစ္စည်းရတစ်ပစ္စည်းရဲ့တဟာကြီးလေးပစ္စည်းရအမြဲလိုက်တယ်လေငါးပစ္စည်းတစ်ဆိုတာကတော့သင်္ချာကတော့ဖြာဖြာပဲရလို့ပါဖြာကတော့ဖြာကတ္တပစ္စည်းဥပ္ပံကြည့်လိုက်လို့ရှိရင်ဖြာတွေကြီးပဲအဖြာကတ္တတရားတွေကြီးပဲမဟုတ်လို့เนาะအဖြာကတော့အဖြာကတ္တဖြစ်တာပါเนาะနောက်တစ်ခါတံပယုတ်တကြတော့တလွှာပဲရတော့မယ်အဲ့တလွှာမှာတော့နန်းအလွှာပေါ့ပထမဦးဆုံးတလွှာတဟာနိအဝီတွေကပထမဦးဆုံးတလွှာထဲမှာပဲနန်းသီးတံပဲရတာမို့လို့အချင်းချင်းအတတ်သောအလုံးစုံသောပုတိပရိသန္တိနမခန္ဓာ၄ပါးလို့ဒီလိုပဲရပါတော့တယ်နော်သင်္ချာတီနိဆိုတာကတော့သုံးကိုတီနိလို့ခေါ်တာပေါ့လေသင်္ချာတီနိကတော့ကုကုရဲ့အကုရဲ့ဖြားဖြစ်ပါတယ်ပစ္စည်းရာ6ပါဓမ္မမိတ်စီမယ်နော်ဓမ္မမိတ်စီများရဲ့စာအုပ်ထဲမှာတော့ပြင်မိသားဖြစ်ပါလိမ့်မယ်နော်ပစ္စည်းရာ6ပဲရမယ်နော်ဓမ္မမိတ်စီများဘာဖြစ်လို့လဲဆိုတော့တဟာကြီးလေးပစ္စည်းရဲ့တံပယုတ်တရဲ့အညမညာရဲ့တံပယုတ်တရဲ့ဘာဖြစ်လို့လဲဆိုတော့တံပယုတ်တပစ္စည်းရတဲ့အညမညာရတယ်လေနော်အဲ့တော့မိမိရဲ့အပေါ်စေတံပယုတ်တပစ္စည်းနဲ့ပေါင်းလိုက်တော့ကြီးလေးညတန်ပေါ့လေဒီလိုပြောရမှာအားလုံး6ပစ္စည်းရ
ဒါမိတ်ဆွေများအခုနောက်ထုတ်တဲ့စာအုပ်ဒီမှာတော့အကုန်မှန်သွားပါပြီဆရာကြီးပြင်ပေးထားတယ်နော်ဒါဆိုရင်6ပစ္စည်းပြီးတော့မိတ်ဆွေများရေဝိပယုတ်တပစ္စည်းဝိပယုတ်တပစ္စည်းကအဲ့ဒါသူကနာကနေရုပ်ကိုကျေစုပြုမှာဆိုတဲ့အတွက်အပေါ်ဆုံးတလွှာမှာနာနေလုံးပစ္စယုတ်ပံဘက်မှာပေါ့နော်ကံဘက်မှာနာနေလုံးကမရတော့ပါဘူးဒါကြောင့်မလို့ကံဘက်မှာစိတ်တစားယုတ်ပရိသန္တိကမ္မစားယုတ်အားတတ်သောပင်စောကာရဘုံ၌ဖြစ်သောအခါဓမ္မမိတ်ဆွေများစာမျက်နှာ89နော်ဒါကျွန်တော်တို့ပြောနေတာစာမျက်နှာ89အဲ့ဒါဟိုစာအုပ်ကင်ထားတဲ့ဓမ္မမိတ်ဆွေများလည်းစာမျက်နှာ89ကိုရှာတတ်အောင်တကယ်လို့ဟိုဒီမှာကြည့်တတ်တယ်ဆိုရင်လည်းဒီမှာဇယားမှာလိုက်ကြည့်ပေါ့နော်စကရင်မှာလိုက်ကြည့်လို့ရတယ်ဟုတ်ပြီကဲဒါဆိုရင်ဝိပယုတ်တပစ္စည်းကစိတ်တစားယုတ်ပရိသန္တိကမ္မစားယုတ်အားတတ်သောပင်စောကာရဘုံ၌ဖြစ်သောအခါဘုံတတ်ထားမယ်အရုပဝိပက်လေးတွေပင်စဝိညာဉ်30ယဟန္တာတို့သုတိကျင်သောပုဋ္ဌိပရိသန္တိနမခန္ဓာ4ပါးအဲ့တော့စိတ်တစားယုတ်ပရိသန္တိကမ္မစားယုတ်ဆိုတဲ့ယုတ်ဖို့အားတတ်သောဒါသဟဇာတဝိပယုတ်တပြောတာစိတ်တစားယုတ်တို့ပရိသန္တိကမ္မစားယုတ်တို့ဆိုတာဟောဒီကတ္တမှာရှိနေတဲ့ဒွေ30အရုပဝိပက်လေးဒွေ30ယဟန္တာတို့သုတိကျင်တဲ့ပုဋ္ဌိပရိသန္တိနမခန္ဓာနော်85ပါးပေါ့လေစိတ်အားလုံးဆိုရင်အဲ့5ပါးတို့တော့စိတ်တွေနဲ့နော်ပဝိတိခါမှာစိတ်တစားယုတ်တွေအတူတူကဖြစ်တယ်လို့ပရိသန္တိနမခန္ဓာနဲ့လည်းပင်စောကာရပရိသန္တိနမခန္ဓာနဲ့လည်းပရိသန္တိကမ္မစားယုတ်ကအတူတူကဖြစ်တယ်။ဒါကြောင့်မလို့အတူတူကဖြစ်ပေမဲ့သူတို့မရှင်တွဲကြဘူးနော်။မရှင်တွဲကြတာဖြစ်တဲ့အတွက်ကြောင့်အတူတူကဖြစ်ပေမဲ့မရှင်တွဲလို့သဟဇာတအဝိပယုတ်တာလို့ဒီလိုခေါ်တယ်။နောက်တော့မိတ်ဆွေများရှင်းရှင်းပြောလို့ရှိရင်ဒီဘက်ကစိတ်တစားယုတ်နဲ့ဒီမှာရှိတဲ့အရုပဝိပက်လေးဒွေ30ယဟန္တာတို့သုတိကျင်နဲ့စိတ်85ပါးသောစိတ်တို့သည်အတူတူကဖြစ်ပါတယ်ဒါပေမဲ့အတူတူကဖြစ်ပေမဲ့မရှင်တွဲလို့ဝိပယုတ်တအဲ့တော့အတူတူကဖြစ်တော့သဟဇာတပေါ့လေသဟဇာတမျိုးတွေရောက်လာတယ်မရှင်တွဲတော့ဝိပယုတ်တပေါ့ဒါကြောင့်မလို့ဒါသဟဝိတ်တွေသင်နေတာသဟဇာတဝိပယုတ်တပရိသန္တိကမ္မဇယုတ်နဲ့ဒီထဲမှာပင်စောကာရပရိသန္တိ15စေတသိက်35ပါးတို့သည်ပရိသန္တိရဲ့ဥပတ်ချင်းမှာအတူတူကတပြိုင်တည်းဖြစ်ကြတော့လေပဲသူတို့ကတန်ပယုတ်မဟုတ်ဘူးရှင်လို့မရဘူးဆိုတော့ဝိပယုတ်တရားပေါ့သဟဇာတဖြစ်ပေမဲ့နော်သဟဇာတအတူတူကဖြစ်ပေမဲ့မရှင်တွဲတဲ့အတွက်ကြောင့်အဲ့ဒါကြောင့်မို့ပင်စောကာရပရိသန္တိနာမခန္ဓာနဲ့ဟောဒီပရိသန္တိကမ္မဇယုတ်ကလေးကလည်းသဟဝိတ်ဖြစ်ပါတယ်နောက်တစ်ခါဓမ္မမိတ်ဆွေများပင်စောကာရဒါကဒီသဟကြီးလေးပစ္စည်းရဲ့သုဒ္ဓသင်္ချာရဲ့နောက်ဆုံးတစ်လွှာပေါ့နော်ဝိပယုတ်တမှာတော့ရုပ်အလွှာလုံးဝမရနိုင်တော့ဘူးလေသူကနံတစ်ဖက်ရုပ်တစ်ဖက်ဖြစ်မှသာဝိပယုတ်တတတိရတာကိုအခုနောက်ဆုံးတလွှာကတော့ရတယ်ပင်စောအချင်းချင်းအတတ်သောပင်စောကာရပရိသန္တိနာမခန္ဓာဟာရယဝိထုဆိုတာဟုတ်တယ်ဥပမာနမူနာပင်စောကာရပရိသန္တိနာမခန္ဓာဆိုတာထပ်ပြောခဲ့ပြီးပါပြီပင်စောကာရပရိသန္တိစိတ်15ဆိုတာလည်းဖော်ထုတ်ပြီးမယ်ဆိုရင်ပရိသန္တိစိတ်19ရှိတဲ့အထက်မှာအရူပပရိသန္တိ4ပါးဖယ်လိုက်တာပါပဲသူကယုံနဲ့ဆက်ပြီးမှမဖြစ်တာဘူးဒါကြောင့်ဥပိ္ပကတန္တိနာစိတ်2ပါးရှိမယ်မဟာဝိပ္ပစိတ်10ပါးရှိမယ်ယူပဝိပ္ပ5ပါးရှိမယ်2 8 5အားလုံး15ပါးရှိတယ်အဲ့ဒီ15ပါးဆိုစေတိ35ရှိတယ်အဲ့ဒါကိုပင်စောကာရပရိသန္တိနာမခန္ဓာလို့ပြောတာဖြစ်ပါတယ်နော်အဲ့ဒီပင်စောကာရပရိသန္တိနာမခန္ဓာကပစ္စည်းဖြစ်နေလို့ရှိရင်ဟာရယဝိထုကပစ္စယုတ်ပံတကယ်လို့ဟာရယဝိထုကပစ္စည်းဖြစ်နေရင်ပင်စောကာရပရိသန္တိနာမခန္ဓာပစ္စယုတ်ပံဖြစ်မယ်သူတို့ဒီအတူတကွဖြစ်ကြတယ်အတူတကွဖြစ်တယ်ဒါပေမဲ့သူတို့ရှင်တွဲလို့မရဘူးမရှင်တွဲဘူးဆိုတော့ဝိပယုတ်နော်ဓမ္မစီများအတူတူကတော့ဖြစ်တယ်သူတို့မပေါင်းဖက်ဘူးအတူတူကတော့ဖြစ်တယ်မရှင်ဘူးဒါကြောင့်မို့လို့ဒီအချင်းချင်းရတတ်သောပင်စောကာရပရိသန္တိနာမခန္ဓာဟာရယဝတ္ထုသည်လည်းပဲသဟဇာတဝိပယုတ်တာသဟဇာတအတူတူကဖြစ်တော်လည်းပဲဝိပယုတ်တာဗာလဲမရှင်ပါဘူးမရှင်တွဲပါဘူးလို့ပြောတာဖြစ်ပါတယ်အဲ့တော့နော်ဓမ္မမိတ်ဆွေများဒါဆိုရင်ဒါလေးကိုဓမ္မမိတ်ဆွေများကိုကျွန်တော်ချက်ခိုင်းထားပါတယ်နော်ချက်ခိုင်းထားတယ်ဆိုတော့ဒီမှာကြီးလေးလက်လေးရဲ့သုဒ္ဓသင်္ချာတွေရသွားပြီဆိုရင်ပစ္စည်းငါကတော့ဓမ္မမိတ်ဆွေများသိတယ်ဝိပယုတ်တာရဲ့သဟာကြီးလေးရဲ့ဒါဆိုရင်သဟငယ်တွေသွားမယ်သဟငယ်တွေကိုကြီးလိုက်ပါသဟငယ်တွေအားလုံးဟာမိမိတို့ရဲ့တရေကိုယ်တွေကိုဒါမိမိတို့ပြန်ရနေတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုကြတော့အချင်းချင်းရတတ်တော်လို့ဆိုလို့မရတော့ပါဘူးနော်တံပြုတ်တခန္ဓာအာတတ်တော်တာဟိစေတဇာယုတ်တာဟိပရိသန္တိကမ္မဇာယုတ်ဒီလိုဆိုရပါတယ်နော်တာဟိစေတဇာယုတ်တာဟိပရိသန္တိကမ္မဇာယုတ်လို့ဆိုရပါတယ်နော်ဒါကြောင့်မလို့ဟေတုပစ္စည်းသုဒ္ဓသင်္ချာဝါဒ၌တံပြုတ်တခန္ဓာတာဟိစေတဇာယုတ်တာဟိပရိသန္တိကမ္မဇာယုတ်အတတ်တော်ဟိတ်6ပါးဤတရားတို့သည်ဟေတုပစ္စည်းတတ်သောတရားတို့မိကုံဤသင်္ချာတတ္တပစ္စည်းရဲ့12ဟူသည်ဒီလို့ဒီလိုသွားတာပေါ့နော်
အဲ့တော့ဒီနေရာမှာလေးပဲသွားမိတ်ဆွေများကိုနည်းနည်းလေးရှင်းရှင်းလေးကျွန်တော်ပြောပြမယ်နော်ပြန်ပြီးတော့ဒါကအခြေခံလေးပိုင်အောင်လို့ပေါ့နော်အခြေခံလေးပိုင်အောင်ဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးပြန်ပြောပေးမယ်ခုနကဒီတဟာကြီးကနေစပြီးဖြိုပြီးတော့ပြန်ပြောပေးပါမယ်အဲ့တော့တဟာကြီးဆိုတော့ဓမ္မမိတ်ဆွေများတဟာနိအဝိတရားတွေကိုကြည့်လိုက်ရင်တဟာဇာတာနေတယအဋ္ဌိအဝိကတတရားတွေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ပစ္စယုတ်ပံနော်ပစ္စယုတ်ပံတရားတွေကိုကျွန်တော်ဒီပေါ့ပြောရရင်သဟဇာတာတတ္တိရှိတယ်ဆိုလို့ရှိရင်ယုတ်ကောနံကောအလုံးရှိပါတယ်နော်ယုတ်ကောနံကောရှိတယ်ဆိုတော့ပြောရရင်တော့စိတ်က89ပါးလုံးရမယ်စိတ်89စေတသိက်52ပါးရှာမယ်ယုတ်ကတော့ဓမ္မမိတ်ဆွေများကျွန်တော်သင်ခဲ့ပြီးပြီထိတ်ကစသင်နေရပြောခဲ့ပြီးပြီပေါ့နော်9မျိုးရှိတယ်နော်ယုတ်က9မျိုးရှိတယ်စေတစာယုတ်ပရိသန္တိကမ္မစာယုတ်ဘာဟိယယုတ်အာဟာရစာယုတ်ဥဒုစာယုတ်အာတိညတကမ္မစာယုတ်ပုရိကမ္မစာယုတ်လို့ယုတ်က9မျိုးရှိတယ်ဒီလိုထားရမယ်အဲ့ဒီမှာမှကျွန်တော်တို့ဒီမှာ꿰ပြီးတော့ထွက်လာပုံထွက်လာနီသုဒ္ဓသင်္ချာထွက်လာပုံထွက်လာနီပြောတော့ပြောပြီးသားပဲဒါဆိုလို့ရှိရင်ရှေ့က file တွေမှာပြန်နှားထောင်လို့ရတယ်နော်အချိန်ကြာသွားမှာဆိုလို့အဲ့တော့ hey to အတွက်ပြောလိုက်မယ်hey to လို့ပြောရင်ဓမ္မမိတ်ဆွေများက hey to ဆိုတာဘာပြောတာလဲဆိုရင်နော်အရင်းမြစ်တစ်ဖွဲ့ဖြစ်တဲ့ H6 ပါးပစ္စည်းတရားကိုပြောတာဒါဆိုရင် H6 ပါးနဲ့ရှင်းနိုင်တဲ့တရားတွေကဘယ်သူတွေလဲလို့ပြောလိုက်ရင်ဓမ္မမိတ်ဆွေများကြီးအာဟိစေ18ပါးခြင်းနဲ့တာဟိစေဧကတတ္တတိပေါ့နော်81ရှိတယ်ဒါဆိုရင်စေတသိက်မှာကြတော့52ကမောဟမှုထွေးနိုင်မောဟခြင်းစေတသိက်52ရှိတယ်ထိုတာဟိစိတ်စေတသဒီတာဟိစိတ်ကနေပြီးထုတ်လုပ်တဲ့ရုပ်ကိုဖြစ်စေနိုင်တဲ့နော်စေတစာယုတ်ရှိတယ်ပဋိသန္ဓေကမ္မစာယုတ်ရှိတယ်ပေါ့နော်ဒီလိုလာမယ်အဲ့ဒါဒီလိုအခြေအနေရှိတယ်ပြောရရင်တော့တာဟိစိတ်81ဆိုရင်စေတိတ်50နဲ့သူတို့ကြောင့်ဖြစ်တဲ့စေတစာယုတ်တာဟိပရိသန္ဓေကြောင့်ဖြစ်တဲ့ပရိသန္ဓေကမ္မစာယုတ်ဆိုတာရှိတယ်ဒီထဲမှာမြတ်စွာဘုရားရှင်ကဒီ52ပါးထဲမှာH6 ပါးကိုဆွဲထုတ်လိုက်တယ်H6 ပါးဆွဲထုတ်လိုက်တယ်ဆိုရင်ထုံးစံတိုင်းဆိုဒီမှာတကယ်တော့52ပါးမရှိတော့46ပါးပဲရှိတော့မှာပစ္စယုတ်ပံမှာသို့တော်လည်းပဲအဲ့ဒီမှာလောဘမှုမှာရှိတဲ့လောဘမောဟတို့သည်အပြန်အလှန်ဖြစ်နိုင်တယ်ဆိုတော့ပစ္စယုတ်ပံပဲသွားနိုင်တယ်ဒေါသမှုမှာဒေါသမှုစိတ်မှာလည်းပဲဒေါသမောဟဆိုပြီးတော့ဟိနှစ်ပါးသည်အပြန်အလှန်ဖြစ်နိုင်တဲ့အတွက်ကြောင့်ပစ္စယုတ်ပံဘက်မှာလည်းဖြစ်နိုင်တယ်မောဟမှုမှာရှိတဲ့မောဟသည်ပစ္စည်းဘက်မှာသာဖြစ်ပြီးတော့ပစ္စယုတ်ဘက်မှာသူလုံးဝပြန်မလာနိုင်ဘူးနောက်ဒါကြောင့်မလို့မောဟမှုထွေ၌ရှိသောမောဟလေးသည်ပစ္စည်းဘက်မှာသာရှိပြီးပစ္စယုတ်ဘက်မှာမရှိဘူးလို့မှတ်ပေးပါနော်အာလောဘအာဒေါသအာမောဟကတော့ဓမ္မမိတ်ဆွေများ၏အ ਨੇ ဆုံးသောဗနာစိတ်ဖြစ်ပြီးဆိုတဲ့ကဒွိဟိတ်ဖြစ်ရင်တော့မှပဲသောဗနာသာရဏစေတိ19ပါးရှင်တဲ့အတွက်ကြောင့်အာလောဘအာဒေါသထုံးစံတိုင်းရှင်ပြီးသားဆိုတော့အပြန်အလှန်ရှင်ပြီးသားပါဒါကြောင့်မို့လို့စေတသိက်ကိုကျွန်တော်တို့တံပြုတ်တခန္ဓာကိုကောက်တဲ့အခါမှာစေတသိက်ကိုဘယ်လောက်ပြန်ကောက်ရမလဲဆိုရင်50စေတသိက်ကို52ပါးလုံးပြန်ကောက်ရပါတယ်ချွင်းချက်မောဟမှုထွေးနိုင်မောဟဆိုတာလေးကျင့်ပေးထားပါမယ်နော်။ဘာဖြစ်လို့လဲဆိုတော့မောဟမှုထွေးမှာရှိတဲ့မောဟလေးဒီရှင်မောရှင်ဘက်တံပြုတ်ဟိတ်မရှိလို့သူ့ကိုကျင့်ပေးရတယ်လို့မှတ်ပါနော်။ဓမ္မမိတ်ဆွေများပြန်တွေးကြည့်ရင်ရပါတယ်။မောဟမှုစိတ်နှစ်ပါးဟာဟိတ်တစ်လုံးပဲရှိတယ်လေမောဟဟိတ်တစ်လုံးပဲရှိတယ်ဧကဟိတ်ဖြစ်တယ်ဒါကြောင့်မို့လို့သူဒီပစ္စည်းဘက်မှာသာနေနိုင်တယ်ပေါ့နမူနာလေးကျွန်တော်တို့ပြောလိုက်မယ်နော်နမူနာလေးပြောလိုက်မယ်ဆိုမောဟမှုစိတ်နှစ်ပါးမှာစေတသိက်ကအားလုံး16ပါးရှင်တယ်ပေါ့အဲ16ပါးထဲမှာဓမ္မမိတ်ဆွေများမောဟကပစ္စည်းဖြစ်နေတဲ့အခါမှာပစ္စည်းဥပ္ပံဘက်မှာဆိုရင်မောဟမှုစိတ်နှစ်ပါးနဲ့ကျွင်းကြံတဲ့စိတ်စေတသိက်15ပါးဒါပဲရှိမယ်သူဒီပစ္စည်းဘက်မှာသူတို့တွေပစ္စည်းဥပ္ပံဘက်မှာအဲ့တော့ဒီဘက်မှာဓမ္မမိတ်ဆွေဟိတ်တစ်လုံးလုံးပြန်ပါမယ်ဆိုရင်တော့သူဒီပစ္စည်းဥပ္ပံဘက်မှာပြန်နေလို့ရတယ်အဲနော်လောဘတို့ဒေါသတို့ကြတော့ဒီဘက်မှာမောဟရှိဒီဘက်မှာလောဘရှိတယ်ဒီဘက်မှာဒေါသရှိတယ်အဲ့လိုအပြန်အလှန်ပြန်ဖြစ်နိုင်တဲ့အတွက်ကြောင့်မောဟမှုလောဘမှုမှာရှိတဲ့မောဟတို့ဒေါသမှုမှာရှိတဲ့မောဟတို့ကြတော့ပစ္စယုတ်ပံဘက်ကိုပြန်ပြီးတော့နေနိုင်တယ်နော်ဒါကြောင့်မို့လို့ဒေါ်မိတ်ဆွေများမောဟမှုထွေးမှာရှိတဲ့မောဟလေးကတော့ပစ္စယုတ်ပံမှာပြန်မနေနိုင်တဲ့အတွက်ကြောင့်ဒီတန်ပြုတ်တာခန္ဓာရဲ့အရာထဲမှာဓမ္မမိတ်ဆွေများသိရမှာကဘာမပါဘူးလဲဆိုရင်မောဟမှုထွေး၌ရှိသောမောဟမပါဘူးလို့မှတ်ပြရမယ်နော်ဒါပေမဲ့အရေးအတွက်က52ပါးပဲဖြစ်နေရတယ်ဆိုတာအလုံးမောဟသည်12လုံးရှိတယ်ဓမ္မမိတ်ဆွေများအသင်းချုပ်မှာသင်ခဲ့တဲ့အတိုင်းမောစတုတ်4ပါးသည်အကုသိုလ်စိတ်12ပါးမှာရှိနေဆိုတဲ့အတွက်မောဟသည်12လုံးရှိတယ်မောဟမှုဓွေနဲ့ရှင်နေတဲ့မောဟလေးနှလုံးပြုတ်သွားပြီမဲ့လောဘမှုရှိဒေါသမှုနှစ်နဲ့ရှင်နေတဲ့မောဟ10လုံးရှိနေတော့
အရေးအတွက်ကရှော့လို့မဖြစ်ဘူးဒီလိုမှတ်ပေးရမယ်နော်ဒါလေးမြင်အောင်ပြတာပါဒါဆိုရိုးလေးကတော့ဘာမှခက်ခဲမရှိဘူးအဲ့တော့ပစ္စည်းရုပ်ပံကိုကြည့်လိုက်တဲ့အခါမှာပစ္စည်းမှာကတရေကိုလေးဖြစ်တဲ့ H6 ပါးပဲပြန်ရတာမို့လို့ဓမ္မမိတ်ဆွေများကြီးအချင်းချင်းအားလို့ပြောလို့မရအောင်အချင်းချင်းဆိုတဲ့အဓိပ္ပာယ်ကဥပမာပေါ့ဒီပစ္စည်းဘက်မှာလည်းကုသိုလ်21စေတသိက်38ပစ္စည်းဥပ္ပံမှာလည်းကုသိုလ်21စေတသိက်38အဲ့ဒါလိုအပြန်အလှန်စိတ်တုပ်ပတ်ချင်းညီနေမှသာလျင်အချင်းချင်းလို့ပြောလို့ရတာအခုပစ္စည်းဘက်မှာကတိတ်ကိုနဲ့ဟိတ်တရေကိုလေးဖြစ်တဲ့ H6 ပါးပဲရှိတယ်ဒါကြောင့်မို့လို့သူနဲ့ဒါတန်ပြုတ်ဖြစ်တယ်လို့ပဲခေါ်လို့ရတယ်เนาะဒါကြောင့်တန်ပြုတ်တာခန္ဓာတာဟိစေတစာယုတ်တာဟိပရိတန်နေကမ္မစာယုတ်အားတတ်သောဟိတ်6ပါတန်ပြုတ်တာခန္ဓာရဲ့အရာကောက်ကိုကောက်ရင်81ရဲ့မောမှုတွေ၌မောဟကျင်သောစေတိ52လို့ကောက်ကိုသိထားပါအဲ့တော့ဒီ82ပါးထဲမှာဓမ္မမိတ်ဆွေများရေနော်အရူပဝိပက်လေးကိုဖယ်လိုက်ရပါမယ်နော်အရူပဝိပက်လေးကိုဖယ်လိုက်လို့ရှိရင်ဓမ္မမိတ်ဆွေတော့ဘယ်လောက်ကျန်လဲ68ပါးကျန်လိမ့်မယ်နော်အဲ့ဒီ68ပါးထဲမှာ68ပါးကနေပြီးတော့ဘာကိုထုတ်လုပ်နိုင်လဲဆိုတော့စိတ်တစားရုပ်ကိုထုတ်လုပ်နိုင်တယ်လေနော်အဲ့ဒီ68ပါးဆိုတာကတာဟိစိတ်တစားတာဟိစိတ်ဖြစ်ပါတယ်နော်တာဟိစိတ်ဖြစ်ပါတယ်အဲ့တော့တာဟိစိတ်68ပါးကထုတ်လုပ်တဲ့စိတ်တစားရုပ်မို့လို့ဘယ်လိုခေါ်လဲတာဟိစိတ်တစားရုပ်လို့ခေါ်တယ်ဒါဆိုရင်အာဟိကထုတ်လုပ်တဲ့စိတ်တစားရုပ်တွေကိုဘယ်လိုခေါ်ကြမလဲဆိုတော့အာဟိစိတ်တစားကိုခေါ်ကြမှာပေါ့ဒါကတော့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တာဟိဒီစိတ်တစားရုပ်ကိုဖြစ်စေတဲ့စိတ်ကအားလုံးပေါင်းဆို85ပါးရှိတယ်85ပါးထဲမှာအာဟိစိတ်18ပါးထဲမှာဒွေ30ရာလွဲလို့ကျန်တဲ့အာဟိစိတ်10လုံးကလည်းစိတ်တစားရုပ်ကိုထုတ်လုပ်နိုင်တယ်နော်85ထဲကနေ8နှုတ်ရင်60ခွန်ကျန်တယ်ဒါမှမိတ်ဆွေများဒီ60ခွန်ကတာဟိဒီ8ကအာဟိအဲ့တော့ဒီမှာဗမိတ်စီများဒွေ30ကျင်တဲ့အာဟိစိတ်10လုံးကထုတ်လုပ်တဲ့စိတ်တစားရုပ်ကြတော့အာဟိစိတ်တစားရုပ်လို့နာမည်ရလိမ့်မယ်နော်အခုကြတော့ဒီတာဟိစိတ်68ပါးကထုတ်လုပ်လို့ရတဲ့စိတ်တစားရုပ်မို့လို့နာမည်ကျွန်တော်တို့ကဘယ်လိုပေးရလဲဆိုတော့တာဟိစိတ်တစားရုပ်လို့ပေးရခြင်းဖြစ်ပါတယ်ထိုနည်း၎င်းပါပဲတဲ့ပရိတန်နေကမ္မစရုပ်ဆိုတာကလည်းဓမ္မမိတ်ဆွေများအားလုံးဆိုရင်ပရိတန်နေစိတ်က15ပါးရှိပါတယ်19ပါးရှိပါတယ်အဲ့ဒီထဲမှာအာယုဘဝိဘတ်4ပါးဖယ်လိုက်လို့ရှိရင်ပင်စောကာရပရိတန်နေ15ရှိတယ်ပင်စောကာရပရိတန်နေ15ဆိုတာဓမ္မမိတ်ဆွေများပြောရရင်ဥပိ္ပခာတန်တေနစိတ်2ပါးရှိပါတယ်မဟာဝိဘတ်က10ပါးရှိပါတယ်ယူပဝိဘတ်ကယူပဝိဘတ်က5ပါးရှိပါတယ်အဲ့ဒီမဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတာဟိစိတ်82ပါးထဲမှာတာဟိပရိတန်ဒီထဲမှာပေါ့နော်တာဟိပရိတန်ဒီပြောရင်တော့ကျွန်တော်တို့ကဘယ်လောက်ပြောမလဲဆိုရင်18ပါးလို့ပြောရမှာပေါ့နော်ဒီထဲမှာ82ပါးထဲမှာတာဟိစိတ်18ပါးရှိတယ်ဘာလို့ဆိုလို့အာဟိစိတ်မပါတဲ့အတွက်ကြောင့်အာဟိပရိတန်ဒီ2ပါးမရှိနိုင်ပါဘူးเนาะအာဟိပရိတန်2ပါးမရှိနိုင်ဘူးဒါဆိုရင်ဘာတွေရှိနိုင်လဲဆိုရင်မဟာဝိပက်8ရဲ့ယူပဝိပက်9ရဲ့အာယူပဝိပက်4ရဲ့ရှိနိုင်တယ်သို့တော်လည်းပဲစိတ်နဲ့ရုပ်နဲ့ဆက်ဆက်ပြီးတော့ဖြစ်မဲ့ကမ္မစရုပ်နဲ့တွဲဖြစ်မဲ့တာဟိပရိတန်ဒီထဲမှာအာယူပဝိပက်4ပါးမပါနိုင်ပါဘူးဒါကြောင့်သူ့ဖယ်လိုက်တော့ကျွန်တော်တို့တာဟိပင်စောကာရပရိတန်ဒီဆိုရင်73ပါးဖြစ်သွားပါတယ်เนาะ73ပါးအဲ့ဒီ73ပါးနဲ့တွဲပြီးတော့ဖြစ်တဲ့ကမ္မစရုပ်ကိုတာဟိပရိတန်ဒီကမ္မစရုပ်လို့ခေါ်ရပါတယ်ဒီမှာမေးစီအများကြီးဘာဖြစ်လို့လဲလို့ဆိုလို့ရှိရင်ဒီမှာဥပိ္ပခာတန်တိနာ2ပါးနဲ့တွဲဖြစ်မဲ့ကမ္မစရုပ်ကိုကြတော့အာဟိပရိတန်ဒီကမ္မစရုပ်လို့ရှိအောင်မှာမို့လို့ဒီလိုခွဲပြီးတော့ပြောထားခြင်းဖြစ်တယ်လို့ဒီလိုမျိုးဓမ္မမိတ်ဆွေများကဒါအသေးစိတ်လေးဒီလိုသိထားပါပြီเนาะပဲဟုတ်ပြီဒါဆိုလို့ရှိရင်ဟိတ်6ပါးရဲ့သုဒ္ဓသင်္ချာလေးဒီလောက်ဆိုရလောက်ပြီထင်ပါတယ်အဲ့တော့ကျွန်တော်တို့ကသင်္ချာကိုကြည့်တော့မယ်ဆိုရင်သင်္ချာကအားလုံးတတ္တပေါ့เนาะ9ခုထွက်တယ်အဲ့တော့သင်္ချာတွေကိုတော့ပြီးရင်ကျွန်တော်ကအကုန်လုံးအသေးစိတ်ပြောပြအောင်ပါဆိုတော့အခုလောလောဆယ်တော့သုဒ္ဓသင်္ချာရအောင်မယ်အရင်ကြည့်မယ်သင်္ချာကိုတတ်ပြောပြပေးမယ်เนาะဒါဆိုရင်ဟေတုပစ္စည်းသုဒ္ဓသင်္ချာဝါဒ၌တံပြုတ်တာခန္ဓာတာဟိစေတစာယုတ်တာဟိပရိတန်နေကမ္မစယုတ်အားတတ်သောဟိတ်6ပါးဤတရားတို့သည်ဟေတုပစ္စည်းဤဟေတုပစ္စည်းဤသုဒ္ဓသင်္ချာနော်ညီဤပေါ့နော်တံပြုတ်တဲ့ခန္ဓာဟေတုပစ္စည်းသုဒ္ဓသင်္ချာဝါဒ၌တံပြုတ်တာခန္ဓာတာဟိစေတစာယုတ်တာဟိပရိတန်နေကမ္မစယုတ်အားတတ်သောဟိတ်6ပါးဤတရားတို့သည်ဟေတုပစ္စည်းတတ်သောတရားတို့မိကုံဤသင်္ချာတတ်တာပစ္စည်း၏စနစ်ဟုသည်ဒီအဲ့တော့ဒီမှာတော့ဂျားထဲမှာတော့ဗာကြံသေးလဲဆိုတော့ထိုတရားတို့ကိုအနုလုံ၌နေရသို့လိုက်ရ၎င်းဝါရသို့လိုက်ရ၎င်းတိတ်ပုတ်၏အရာသို့လိုက်ရ၎င်းကတ္တတံပရနေဟံသို့လိုက်ရ၎င်းဗာမိတ်ဆွေများဟေတုပစ္စည်းဟေတုယတတ္တဟေတုယတတ္တနော်ပစ္စည်းစနစ်ဒီလိုမျိုးကျွန်တော်တို့ကသုဒ္ဓသင်္ချာလေးရှိပါတယ်အဲ့ဒါကသူ့ရဲ့ဆိုင်ရာကျွန်တော်တို့စာမျက်နှာမှာပ
ပြီးရင်အသေးစိတ်ထပ်ပြောမယ်လောလောဆယ်ကသုဒ္ဓသင်္ချာကြက်တက်တဲ့နည်းကိုပြောတာဖြစ်တယ်ပစ္စည်းရည်လေးတော့ပြောလို့ရပါတယ်ပစ္စည်းရည်စနစ်ဆိုတာဘာပြောတာလဲဆိုတာလေးတော့ဓမ္မမိတ်ဆွေများကိုပြောလို့ရတယ်အခုမျိုးကဘာမျိုးဟောနေလဲဆိုတော့သဟဇာတာမျိုးအတူတကွဖြစ်ဖို့ဖြစ်ဖက်မျိုးအားလုံးပေါင်း15ပစ္စည်းရှိတယ်အဲ့ဒါကိုလည်းဓမ္မမိတ်ဆွေများအလွတ်ကျက်နည်းပြောထားပေးပါတယ်ဟေတုအဓိပတိသဟဇာတာအညမညနေတယကာမဝိပါကဟာရအိန္ဒြိယဇာနာမကတံပြုတ်တာဝိပြုတ်တာအဋ္ဌိအဝိကတရဲ့လို့ဒီလိုမျိုးကြက်ရမယ်လို့ပြောထားပြီးပါပြီအဲ့ဒါလေးဓမ္မမိတ်ဆွေများကြက်ထားပါနော်အဲ့တော့ဒီမှာကြည့်လိုက်လို့ရှိရင်ဟေတုမှာစနစ်ပစ္စည်းရနေတယ်တဲ့ဓမ္မမိတ်ဆွေများစနစ်ပစ္စည်းဆိုတာကတဲ့ဓမ္မဆရာကြီးကကံဟာဇာလို့ရေးပေးထားတယ်အဲ့ဒါတဘာကနော်ဒီစနစ်ပစ္စည်းဆိုတာဘာလဲလို့ပြောလို့ရှိရင်သိကြတယ်ဓမ္မမိတ်ဆွေများတဟငယ်ဟောတိုင်းတဟကြီးတဟလက်အမြဲဝင်မယ်အဲ့တော့လက်ကြီးရှစ်အမြဲဝင်မယ်လို့မှတ်ထားနော်တဟငယ်ဟောပြီဆိုရင်ဘာဖြစ်လို့လဲဆိုတော့တဟကြီးတဟလက်ဆိုတာကတဟငယ်ထက်အကုန်လုံးသူတို့ဟာတရားအယဖြတ်မြအားဖြင့်အကုန်များတယ်နော်များတော့အဲ့တော့ဟေတုသုဒ္ဓသင်္ချာဟောလိုက်ပြီဆိုရင်ကြီးလေးပေါ့အဲ့လက်ကြီးပေါ့နော်အလက်ရဲ့အကြီးရဲ့ဆိုရင်ဘာလို့ရှိလဲလက်ကြီးပေါင်းရင်ဘယ်လောက်ရှိလဲ10ပစ္စည်းရှိတယ်ဒါကြောင့်မို့လက်ကြီး10ဝင်မယ်ဒါကြောင့်မို့လို့ဓမ္မမိတ်ဆွေများဒီလိုဟောရတယ်နော်အဲ့တော့တဟငယ်တွင်လက်ကြီးဝင်ဆိုတာနော်ဒါမူလပဋ္ဌာန်းပဋ္ဌာန်းလေးအောင်ဆရာတော်ကြီးကဒီလိုပြောတယ်နော်တဟငယ်တွင်လက်ကြီးဝင်တယ်ဆိုတော့တဟငယ်ရဲ့သုဒ္ဓသင်္ချာတဲ့မှန်သမျှလက်ကြီးအမြဲတမ်းထည့်မယ်အလတ်၄ပစ္စည်းအကြီး၄ပစ္စည်းပြီးတော့အဲ့ဒါတဟလက်ပြီးသွားတယ်တဟလက်တဟကြီးထည့်ပြီးသွားတဲ့အခါမှာတဟငယ်မှာအတူရှာတူရာထည့်ပြိုင်ရေးလို့ဒီလိုလာတယ်။အဲ့တော့တဟငယ်မှာအတူရှာဆိုတော့အခုကိုကဟေတုပစ္စည်းဟောနေတယ်ပေါ့။ဟေတုပစ္စည်းဟောနေတယ်ဆိုရင်ဟေတုပစ္စည်းကဘာတရားလဲ။ဟိတ်6ပါး။အဲ့ဒီဟိတ်6ပါးဆိုတာဘာတွေလဲ။လောဘဒေါသမောဟအလောဘအဒေါသအမောဟအဲ့ဒီ6ပါးကိုကင်ပြီးတော့တစ်ခုချင်းစီနဲ့လိုက်ပြီးတော့စစ်ရမယ်။မမေ့စီမယ်နော်စစ်ကြည့်ရ။စစ်ကြည့်လိုက်တော့ဒီမှာဟေတုနဲ့အဓိပတိတူတာပါရှိလေတဘာကပါရှိတယ်လေလို့စစ်လိုက်တော့အဓိပတိဆိုတာကဓမ္မမိတ်ဆွေများဒီမှာတရေကူရီဖော်မထားပေမဲ့ဓမ္မမိတ်ဆွေများကကိုယ်ဘာသာကိုတည်ထားရစန္ဒဝရိယစိတ်တဝိမန္တအဲ့ဒီမှာဝိမန္တဆိုတဲ့အဓိပတိလေးဟာဟိတ်6ပါးထဲမှာအာမောဟနဲ့တွားပြီးတော့တဘာကတွားဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်ဟိတ်6ပါးထဲကအာမောဟသည်ပညာစေတသိက်ပညာတရေစေတသိက်ဖြစ်တယ်ဒီမှာရှိတဲ့ဝိမာန်တာအဓိပတိကလည်းပြင်းငိမ့်တည်းစေတသိက်ဖြစ်တယ်ဆိုတော့ဒါဟေတုနဲ့သဟဇာတာအဓိပတိတို့သည်တဘာကဖြစ်နိုင်တယ်အပြည့်အစုံဖြစ်တာလားမဟုတ်ဘူးတစိမ့်တရေတာပဲဖြစ်တာဒါဆိုရင်တစိမ့်တရေတာပဲဖြစ်တယ်ဆိုရင်တော့ယထာရဟလို့ခေါ်ပါတယ်ဓမ္မမိတ်ဆွေများခုနကလိုတဟာကြီး၄ပစ္စည်းတို့လို့တပြိုင်ဝင်နေဆိုလို့ရှိရင်တော့အဲ့ဒါတပြိုင်နဲ့လို့ခေါ်တယ်ဒီနေရာမှာတလက်စာတဲ့ပြောချင်တာကတပြိုင်နဲ့ယထာရဟဘာကွာတာလဲလို့ဘာပြောတာလဲဆိုရင်ဟောစေတရားထက်ဟောစေတရားဆိုတာမူလို့ပြောတာပေါ့ဥပမာဟေတုကိုမူထားလိုက်တယ်ဟေတုမူတရားထက်မူလီပစ္စည်းလို့ပြောတဲ့လာပြီးတော့ဓမ္မမိတ်စဘာကဖြစ်မဲ့တရားတွေကမြားနေခဲ့ရင်တော့၎င်းပြန်ပြောမယ်မူဖြစ်တဲ့ဟေတုပစ္စည်းပစ္စယုပ္ပံတရားထက်မူလီလာဖြစ်မဲ့ပစ္စည်းတို့ဤပစ္စည်းပစ္စယုပ္ပံကများနေရင်တော့၎င်းတူးနေရင်တော့၎င်းအဲ့ဒါတပြိုင်နဲ့အဲ့လိုမူပစ္စည်းအောက်နဲနေပြီဆိုရင်တော့ယထာရဟလို့ခေါ်နော်ဒီလိုမျိုးမှတ်ပေးရမယ်ဒါဆိုလို့ရှိရင်နောက်တစ်ခုတော့မိတ်ဆွေများသွားရအောင်ဟုတ်ပြီနော်သဟဇာတာအဓိပတိနော်ဒါဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများဒီဘက်မှာသဟဇာတာအဓိပတိကိုကြည့်လိုက်တော့ဘာတူလဲဆိုလို့ရှိရင်အဓိပတိနဲ့သွားပြီးတော့တူတယ်နော်အဓိပတိနဲ့သွားပြီးတူတယ်ဆိုတော့ဘာလေးနဲ့သွားတူတာလဲဆိုရင်ခုနကဝိမာန်တာအဓိပတိနဲ့တူတယ်လို့ပြောတယ်ကမ္မနဲ့တူတာရှိလားကမ္မနဲ့တူတာရှိလားဆိုကမ္မနဲ့မတူပါဘူးကမ္မကစေတနာဤကောက်ရတာဖြစ်ပါတယ်เนาะစေတနာဆိုတော့ဟေတုနဲ့မတူဘူးတဘာကမဖြစ်နိုင်ဘူးနာအာဟာရကောတူလားဆိုတော့ဖတ်တာစေတနာဝိညာဉ်ဓမ္မမိတ်ဆွေများအနေနဲ့ကသုဒ္ဓသင်္ချာလေးတွေရဲ့အခုတဟငယ်မှာရှိတဲ့သုဒ္ဓသင်္ချာရဲ့တရေကိုယ်တွေကိုအလွတ်ရအောင်လုပ်ထားရမယ်เนาะဟေတုလို့ပြောလိုက်တာနဲ့ဟိတ်6ပါးလို့တန်တည်ရမယ်သဟဇာတာအဓိပတိလို့ပြောလိုက်တာနဲ့သန္နဝရိယစိတ်တဝိမာန်တလို့တန်တည်ရမယ်သဟဇာတာကမ္မဆိုတာနဲ့စိတ်89ပါးမှာရှိတဲ့စေတနာလို့တန်တည်ရမယ်နာအာဟာရလို့ပြောလိုက်တာနဲ့ဖတ်တာစေနာဝိညာဉ်လို့ဆိုတဲ့နာအာဟာရတရေကိုသုံးမှတန်သိနေရမယ်။တဟဇာတိန်တရိယလို့ပြောလိုက်တာနဲ့ဇီဝိတစိတ်ဝေဒနာတတ္တဝရိယတတိဧကဂရပညာလို့တန်သိနေရမယ်။ဗာမိတ်စီများနော်။ဇာနာလို့ပြောလိုက်တာနဲ့ဝိတဝိဇာရပီတိဝေဒနာဧကဂရဇိုင်းက၅ပါးတန်သိရမယ်
မဲ့ခင်လို့ပြောလိုက်တာနဲ့ပညာဝိတ္တဝိတ္တိသုံးဝရိယတတိဧကဂရဒိဋ္ဌိဆိုပြီးတော့တန်းပြီးတော့သိနေရမယ်နော်ဗာမေးစီများဟုတ်ပြီကဲဒါဆိုလို့ရှိရင်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ကဒီသဟငယ်မှာအကုန်လုံးမပြီးလိုက်ဘူးနော်အကုန်မပြီးလိုက်ဘူးသဟာကြီးပဲအကုန်လုံးပြီးအောင်ပြောလိုက်တာဆိုတော့အဲ့တော့ဒီပစ္စည်းရည်တွေပြောတာကဓမ္မမိတ်ဆွေများအတွက်နည်းနည်းလေးကျွန်တော်နည်းနည်းလေးကြော်နေသလိုထင်ရတယ်နော်ပြီးတော့မှပစ္စည်းရည်လေးတွေပြောကြရအောင်ဒါခက်လဲမခက်ပါဘူးဒီဥဆုံးဒီပစ္စည်းဥပ္ပံတွေသဟငယ်မှာရှိတဲ့ပစ္စည်းဥပ္ပံတွေကိုထင်ထင်ရှားရှားမြင်ထားပြီးပြီဆိုရင်ဒီဘက်ကသဘာကပစ္စည်းရရှာတဲ့ဟာကလွယ်သွားနိုင်တယ်နော်အဲ့တော့အရင်ဥဆုံးဒီမှာသုဒ္ဓသင်္ချာရတဲ့တရားလေးတွေပဲအရင်ပြောကြရအောင်ဒါဆိုဟေတုပစ္စည်းရဲ့သုဒ္ဓသင်္ချာလွယ်သွားပြီတံပြုတ်တခန္ဓာတာယိစေတဇာကိုတာယိပိတန်နေကံပစာယောတတ်သောဟိတ်6ပါသဟဇာတာဓိပိပစ္စည်းဤသဟဇာတာဓိပိပစ္စည်းဤသုဒ္ဓသင်္ချာဝါဒ၌ကြတော့တံပြုတ်တခန္ဓာတာဓိပိစေတဇာယုတ်အာတတ်တော်နော်ဓိပိတရကို3ပါး4ပါးတို့တွင်တစ်ပါးပါတဲ့ဒီလိုပြောတယ်ဒီနေရာမှာတော့နည်းနည်းဂရုစိုက်ရမယ်ဓမ္မမိတ်ဆွေများဒီတံပြုတ်တခန္ဓာဘယ်လောက်ကောက်မလဲအဓိပတိတတ်သောစိတ်ဘယ်လောက်ရှိသလဲဆိုတာကိုဒါကိုသိထားဖို့လိုပါတယ်အဓိပတိတတ်သောစိတ်ကိုလိုချင်နေဆိုရင်အဲ့ဒီဘယ်ထဲမှာရှာရမလဲဆိုရင်ဇော55ပါးတွေရှာမယ်ဓမ္မမိတ်ဆွေများနော်အဲ့တော့ကျွန်တော်ကဇောတိုင်လေးကိုခက်သေးသေးလေးဆွဲလိုက်မယ်နော်အဲ့တော့ဒီတံပြုတ်တခန္ဓာဆိုတာတာဓိပတိဇောကိုခေါ်တာဖြစ်ပါတယ်နော်တာဓိပတိဇောဆိုတာကနော်အဓိပတိတတ်သောဇောစိတ်ကိုပြောတာအဓိပတိရလည်းပဲဓမ္မမိတ်ဆွေများတခြားနေရာမတတ်ပါဘူးဇောစိတ်ထဲမှာပဲတတ်ပါတယ်အဲ့ဒီဇောစိတ်ထဲမှာတော့မှပဲဒွိဟိဇောတွေတိဟိဇောတွေမှာပဲတတ်ပါတယ်ဧကဟိဇောနဲ့အဟိဇောတွေမှာအဓိပတိမတတ်ပါဘူးဒီတော့ကအရင်ဦးဆုံးကျွန်တော်တို့ကဇောကိုဇောတိုင်လေးထောင်လိုက်မယ်အကုသိုလ်စိတ်12ပါးရသလောက်ယူတာပေါ့နော်ပြီးရင်ဟတိတုပ္ပစိတ်ကလေးတစ်ပါးဒီလိုယူပြီးရင်မဟာကုသိုလ်ရှစ်မဟာကရိယာရှစ်ပြီးတော့ဓမ္မမိတ်ဆွေများ၏မဟကုတ်ကုသိုလ်ကိုပဲလုပ်လိုက်ပါမယ်နော်မဟကုတ်ကုသိုလ်ကိုမဟကုတ်ကရိယာကိုမလေးဖူလေးလို့လောကုတ္တရာစီရှစ်လို့ပြောလိုက်ရပါတယ်နော်မလေးဖူလေးလို့ရေးလိုက်ရပါတယ်နော်ဒီလိုလုပ်ပေးလိုက်ပါမယ်ပါလဲဆိုရင်မလေးဖူလေးဟုတ်နော်ဒါဆိုရင်အဲ့ဒီဇော55ပါးထဲမှာဒွိဟိတ်ဇောနဲ့တိဟိတ်ဇောပဲအလိုရှိတယ်ဆိုတော့ကျွန်တော်တို့ကဘာတွေဖြစ်လိုက်မလဲဆိုရင်အဟိတ်ဇောကိုဖြစ်လိုက်မယ်အဟိတ်ဇောဘာတူလဲဟတိတုပ္ပဧကဟိတ်ဇောကဘာတူလေးလဲဆိုရင်ဒီထဲမှာမောဟမှုဒွေလေးမောဟမှုဒွေလေးကလေဧကဟိတ်ဇောဟိတ်တစ်ပါးပဲရှင်တယ်ဆိုတော့ဒီမှာဘာတွေကြံခဲ့မလဲဆိုတော့ဓမ္မမိစနစ်ထဲမှာမောဟမှုဒွေလေးဖယ်လိုက်ပြီဆိုတော့ဘာကြံခဲ့မလဲလောဘမှုရှိရဲ့ဒေါသမှု2ရဲ့ကြံခဲ့မယ်နော်ဒါဆိုလို့ရှိရင်အားလုံးပေါင်းဇော55ပါးရဲ့3လုံးယော့လိုက်တာဆိုတော့52လုံးကျန်မယ်ဒါကြောင့်မို့လို့ဓမ္မမိတ်ဆွေများကတန်ပြုတ်တာခန္ဓာရဲ့အပေါ်လေးမှာ52လို့ရေးထားခုနကဓမ္မsorry နေရာမှားသွားဒီအဓိပတိရဲ့အပေါ်လေးမှာဘယ်လောက်ရေးထားဆိုရင်တန်ပြုတ်တာခန္ဓာဆိုရင်ဒါတာဓိပတိဇော52တာဓိပတိဇောဆိုတာကဒွိဟိဇောတိဟိဇောတတ်သောဇောစိတ်တွေပြောတာနော်ဆိုတော့ဒွိဟိဇောတွေကဘယ်သူတွေလဲလို့ဆိုရင်ဒွိဟိဇောဘယ်လောက်ရှိမလဲဆိုရင်ဓမ္မမိတ်ဆွေမှာ18ပါးရှိလောဘမှု10ပါးတည်းလဲဒွိဟိလောဘမောဟမို့လို့ဒေါသမှုစိတ်2ပါးတည်းလဲဒေါသမောဟဟိ2ပါးရှင်လို့ဒွိဟိမဟာကုသိုလ်စိတ်10ပါးထဲမှာကြတော့မဟာကုသိုလ်ညာဝိတ်4မဟာကရိယာညာဝိတ်4ဆိုတော့4ဆိုတော့10ခုတရား10ခုနဲ့လာပေါင်း18တိဟိဇောကအားလုံးပေါင်းဆိုလို့ရှိရင်ဓမ္မမိတ်ဆွေ34ပါးရှိတယ်အပ္ပနာဇောက26ပါးရှိတယ်လေနော်ဒီအပ္ပနာဇောက26ပါးရှိတယ်ဒီထဲမှာကမဟာကုညာတန်လေးမဟာကရိညာတန်လေးဆိုတော့ဒီမှာ10ပါးရှိတယ်လာပေါင်းလိုက်လို့ရှိရင်အားလုံးပေါင်း34ရှိတယ်ဒွိဟိဇောကဘယ်လောက်ရှိလဲ18ပါးရှိတယ်နော်ပြန်ပေါင်းကြည့်လိုက်ပြန်ကြိုက်ပါတယ်52ပဲနော်အဲဒါကြောင့်မို့ဒီတန်ပြုတ်တာခန္ဓာဆိုတာကိုကျွန်တော်တို့ကဘယ်လောက်လို့သိထားမလဲဆိုရင်ဒါဇော55ပါးတဲ့ကဟတိတုပ္ပနဲ့မောဟမှုတွေမပါတဲ့တာဓိပိဇော52ပါးကိုပြောတာပဲလို့ဒီလိုသိထားပေးရမယ်နော်ဒါဆိုလို့ရှိရင်တန်ပြုတ်တာခန္ဓာတာဓိပိစိတ်တစားယုံဆိုတာကဓမ္မမိတ်ဆွေများဘာဖြစ်လို့တာဓိပိစိတ်တစားယုံလို့ခေါ်တာလဲဆိုရင်စိတ်တစားယုံကိုဖြစ်စေသောစိတ်က85ပါးရှိတယ်အဲ85ပါးထဲမှာဒီခု52ပါးသောစိတ်ကနေထုတ်လုပ်တဲ့စိတ်တစားယုံမို့လို့တာဓိပိစိတ်တစားယုံလို့ခေါ်တာတဲ့ဒါဆိုလို့ရှိရင်85ပါးတွေကနေ52နှုတ်လိုက်85တွေကနေ52နှုတ်လိုက်လို့ရှိရင်ဘယ်လောက်ကျန်မလဲနော်23ပါးလောက်ကျန်ပဲအဲ့23ပါးကထုတ်လုပ်တဲ့စိတ်တစားယုတ်ကိုကြတော့နိယာဓိပတိစိတ်တစားယုတ်လို့နာမည်ထွက်သေးတာမဟုတ်တော့เนาะဒီနေရာမှာ
ဒါတာဓိပတိစိတ်တစားယုတ်ဆိုပြီးတော့တာဓိပတိဇောစိတ်ကထုတ်လုပ်တဲ့စိတ်တစားယုတ်မှန်သိအောင်လို့တာဓိပတိစိတ်တစားယုတ်လို့ပြောတာနောက်တစ်ချက်ကသူ့မှာဟေတုလိုမျိုးပရိတန်ဒီကမ္မဇာယုတ်မရနိုင်ပါဘူး။ဘာဖြစ်လို့ပရိတန်ဒီကမ္မဇာယုတ်မရတယ်လဲဆိုတော့မှဒီကိုချက်ချီလေးခတ်ပြထားတယ်နော်။ပတိမရလို့ပြောတာနော်။ဒီချက်ချီကပတိဆိုတာဒီပတိမှာပရိတန်ဒီမရဘူး။ဘာဖြစ်လို့လဲဆိုရင်သူ့ရဲ့နံတရားတွေကိုတာဓိပတိတံပြုတ်တာခန္ဓာဆိုတဲ့တာဓိပတိဇော52ပါးထဲမှာပရိတန်ဒီစိတ်နဲ့တူတာတစ်လုံးမှမရှိဘူးလေ။ဝိပဿိတ်ပရိတန်တွေဝိပ16ပါးပေါ့16ပါးနဲ့တူတာတစ်လုံးမှမရှိတာဒါကြောင့်မလို့ပရိတန်တွေစိတ်မရှိရင်ပရိတန်တွေကမ္မဇာယုတ်ကလည်းရစရာအကြောင်းမရှိဘူးဒါကြောင့်ဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်ပြန်ဆိုပေးပါမယ်တာဓိပတိသဟဇာတာဓိပတိပစ္စည်းသုဒ္ဓသင်္ချာဝါဒ၌တံပြုတ်တခန္ဓာတာဓိပတိစိတ်တစားယုတ်အားတတ်သောဓိပတိတရကို3ပါး4ပါးတို့တွင်တပါးပါဤတရားတို့သည်သဟဇာတာဓိပတိပစ္စည်းတတ်သောတရားတို့မြည်ကုံထို့ကြောင့်ထိုတရားတို့ကိုအနုလုံ၌နေရသို့လိုက်ရ၎င်းဝါဒသို့လိုက်ရ၎င်းတိတ်ပုတ်ရအရာသို့လိုက်ရ၎င်းကတ္တတံပရနေဟံသို့လိုက်ရ၎င်းအဲ့ဒါအဓိပတိယတတ္တပစ္စည်း73ဒီလိုရပါဘောเนาะကပြီးတော့မှသင်္ချာလေးတွေပြောမယ်ဒီနေရာမှာဓိပတိတရကို3ပါး4ပါးလို့ဘာလို့ပြောတာလဲတဲ့သန္တာဝရိယစိတ်တဝိမာန်တ4မျိုးရှိရဲ့သားနဲ့4မျိုးဆို4မျိုးပေါ့ဘာဖြစ်လို့3မျိုးဖြစ်တာလဲဆိုရင်ခေါင်းကကျွန်တော်တို့ပြောခဲ့တယ်တာဓိပတိဇော52ပါးထဲမှာဒွိဟိဇော18ပါးပါနေတယ်ဒွိဟိဇော18ပါးမှာကျတော့ဝိမာန်တဓိပတိသူကမရှင်းနိုင်ဘူးလေအဲ့တော့သူ့အတွက်ကိုရည်ရွယ်ပြီးတော့ဓိပတိတရကို3ပါးလို့ပြောတာဖြစ်တယ်4ပါးဆိုတာကတော့တိဟိဇော34ပါးကိုပူစာ34ပါးနဲ့ရှင်းနိုင်တဲ့ဓိပတိကိုရေးထားတာဖြစ်တယ်လို့ဒီလိုမျိုးတစ်ခါတည်းဆွေမြင့်မှတ်သွားပါဒါဆိုရင်သဟဇာတာဓိပတိရဲ့သုဒ္ဓသင်္ချာလေးလည်းပဲဓမ္မမိတ်ဆွေများလိုက်နိုင်မယ်လို့ထင်ပါတယ်နောက်တစ်ခါသဟဇာတာကမ္မဆိုတဲ့အတွက်ကြောင့်စေတနာကိုကောက်ရပါတယ်စေတနာစေတသိက်ဒီတပ္ပစေတသာရဏစေတိ9ပါးထဲမှာပါနေတာဖြစ်တဲ့အတွက်ကြောင့်သူဒီစိတ်အလုံးနဲ့ရှင်းပါတယ်ဒါကြောင့်တံပြုတ်တခန္ဓာထိုတံပြုတ်တခန္ဓာဖြစ်နေတဲ့အခါမှာထိုတံပြုတ်တခန္ဓာကြောင့်ဖြစ်တဲ့စေတစာယုတ်ပရိသတ်နဲ့ကမ္မစာယုတ်တို့ကလည်းတွဲပြီးတော့ဖြစ်တယ်ဒီနေရာမှာကျွန်တော်ခဏခဏပြောတာလေးတွေရှိပါတယ်ဘာလဲဆိုယုတ်9ယုတ်ကိုအလွတ်ရအောင်မယ်အဲ့ဒီယုတ်9ယုတ်ထဲမှာလည်းပဲဘာနဲ့ဆက်ဆက်ဖြစ်တဲ့ယုတ်ကိုသိထားအောင်လဲဆိုရင်စိတ်နဲ့ဆက်ဆက်ပြီးတော့ဖြစ်တဲ့ယုတ်နှစ်ပါးအပြည့်တမ်းလက်မလွတ်စေနဲ့အဲ့ဒါစိတ်ပါရင်အမြဲတမ်းပါနိုင်တဲ့စိတ်တစားယုတ်နဲ့ပရိသတ်နဲ့ကမ္မစာယုတ်ကအမြဲတမ်းတွဲပြီးတော့ဖြစ်တတ်တာမို့လို့ဒါလေးသတိထားမယ်ဟုတ်ပြီနော်ဒါဆိုရင်သဟဇာတကမ္မပစ္စည်းဤသုဒ္ဓသင်္ချာဝါဒ၌ဆိုတံပြုတ်တာခန္ဓာစိတ်တစားယုတ်ပရိသတ်နဲ့ကမ္မစာယုတ်အားတတ်သောစိတ်89ပါး၌ရှိသောစေတနာဆိုတော့ဒီစေတနာလေးဒီအလုံးကြီးဘယ်လောက်ရှိမလဲ89လုံးရှိရမယ်ဘာဖြစ်လို့လဲဆိုရင်သူက89ပါးလုံးရှင်းတာဟုတ်ဒါဆိုရင်ဓမ္မမိတ်ဆွေများနမူနာဒီလိုပြောမယ်ပေါ့လေနော်ကျွန်တော်တို့ထုံးစံတိုင်းဆိုရင်စိတ်ကပုံမှန်ဆိုရင်89ရှိမယ်စေတသိက်က52ရှိတယ်ဒါထုံးစံပဲအဲ့ဒီမှာမြတ်စွာဘုရားရှင်ကဒီမှာစေတနာလေးကိုမလုပ်လိုက်လေကမ္မသဟဇာတကမ္မအနေနဲ့ဆွဲထုတ်လိုက်တဲ့အခါမှာဒီမှာဘယ်လောက်ကျန်လဲစေတနာခြင်းနဲ့51ပဲကျန်တော့မှာပေါ့နော်ဒီလိုမျိုးလေးပေါ့ဒီလိုမျိုးလေးဒါဆိုရင်စေတနာကပစ္စည်းအဲ့ဒီစေတနာလေးကပစ္စည်းစေတနာကျင်းတဲ့စိတ်89စေသိ51ကဘယ်လောက်လဲ။ဘာလဲဆိုပစ္စယုတ်ပံအဲ့ဒါကို89စေတနာကျင်းတဲ့50တပါးသောစေတသိက်ကိုတန်ပြုတ်တခန္ဓာလို့နာမည်လေးပေးထားတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကဘာသိထားမလဲဆိုတော့ဒီမှာတန်ပြုတ်တခန္ဓာဆိုတာစိတ်89နဲ့စေတနာကျင်းတဲ့စေတသိက်50တပါးဖြစ်ရမယ်ဆိုတာကိုဒါကခုဘာသာကိုသိထားဖြစ်ပါတယ်နော်။အဲ့ဒါကြောင့်မို့မှတ်သွားလိုက်ဒီတံပြုတ်တခန္ဓာဆိုတာဘယ်လောက်ရှိရမလဲဓမ္မမိတ်ဆွေများစိတ်89နဲ့စေတနာကပစ္စည်းပဲရောက်နေတော့နောက်ပြန်မလာနိုင်တော့ပစ္စည်းဥပ္ပံဘက်မှာမရှိနိုင်တော့ဆိုတော့စေတနာခြင်းနဲ့စေတိ51ကိုတံပြုတ်တခန္ဓာခေါ်တာပဲလို့ဒီလိုသိရရုပ်ကတော့ထုံးစံတိုင်းအကုန်ရတယ်လေဘာလို့ဒီစိတ်ထဲမှာစေတစာရုပ်ကိုဖြစ်စေနိုင်တဲ့85ပါးပြင်စောကတော့ပရိသတ်နေ15အကုန်ရှိနေတာဆိုတော့စေတစာရုပ်လည်းရနိုင်တယ်ပရိသတ်နေကမ္မစာရုပ်လည်းရနိုင်ပါတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒါသဟဇာတကမ္မလေးတစ်ခေါက်ပြန်ဆိုပြမယ်သဟဇာတကမ္မပစ္စည်းသုဒ္ဓသင်္ချာဝါဒ၌တံပြုတ်တခန္ဓာစိတ်တစားယုတ်ပရိသတ်နေကမ္မစာယုတ်အားတတ်သောစိတ်တခုယုတ်90၌ရှိသောစေတနာဤတရားတို့သည်သဟဇာတကမ္မပစ္စည်းတတ်သောတရားတို့မိကုန်၏ထို့ကြောင့်ထိုတရားတို့ကိုပေါ့ဆက်ဆိုသွားနော်အနုလုံ၌ဆိုစသည်အပြင်ဆိုပြီးရင်သင်္ချာတတ္တနော်ပစ္စည်း30အဲ့ဒီဆိုရိုးလေးလည်းစိတ်မပူပါနဲ့ဒီနောက်မှာဆရာကြီးဆောက်ထဲမှာကုန်ရေးပြီးသားရှိပြီးသားပါခုလောလောဆယ်ကသုဒ္ဓသင်္ချာရအောင်အဓိကသင်ပေးတာဖြစ်တယ်ဟုတ်ပြီနောက်တစ်ခါကျတော့နံအာဟာရပစ္စည်းနံအာဟာရပစ္စည်းဆိုတော့ဓမ္မမိတ်ဆွေများအာဟာရလို့ပြောလိုက်ရင်
ကျွန်တော်တို့အစားအသောက်တွေပဲပြေးနေတာเนาะအာဟာရဆိုတာအစားအသောက်မဟုတ်ဘူးအာဟာရဆိုတာအဓိပ္ပာယ်ကဆောင်ခြင်းလို့အဓိပ္ပာယ်ရတယ်เนาะဆောင်တတ်တဲ့သဘောเนาะကြားတိုင်တွေထောက်တိုင်တွေနဲ့တူတယ်တဲ့တန်ပြုတ်တရားတွေကိုထောက်ပံ့ပေးတတ်တဲ့သဘောဥပ္ပထမကသဘောပေါ့เนาะဆောင်ပေးတတ်တဲ့သဘောကိုအာဟာရလို့ခေါ်ပါတယ်ဟုတ်ပြီအဲ့ဒီအာဟာရတွေကိုအာဟာရဆိုရင်၄ပါးရှိပါတယ်ကဗလီကာရာအာဟာရကကျွန်တော်တို့သူကရှစ်ပစ္စည်း၉မျိုးထဲမှာလေဒန်အာဟာရအနေနဲ့သူကသူတွားပြီးတော့တီးတန့်တော့ရက်တီတော့မှာဆိုတဲ့အတွက်ဒီမှာသဟဇာတအာဟာရမှာကြတော့ဖတ်တာအာဟာရမနောတင်စေတနာအာဟာရဝိညာဏအာဟာရဆိုပြီးတော့အဲ့ဒီနံအာဟာရ၃ခုဖြစ်တဲ့ဖတ်တာစေတနာဝိညာဉ်ဖတ်တာကိုဖတ်တာအာဟာရလို့ခေါ်ပါတယ်ဓမ္မမိတ်ဆွေများသမုစီပိုင်းမှာသင်ခဲ့ရပါတယ်เนาะသမုစီပိုင်းမှာဒါဆိုရင်မိတ္တကသင်္ကဟမှာသင်ခဲ့ရပါတယ်ဒါဆိုရင်ဖတ်တာအာဟာရဒါမနောတင်စေနာအာဟာရဒါဆိုဝိညာဏအာဟာရပေါ့နော်ဒီ၃မျိုးဟာနံအာဟာရဖြစ်ပါတယ်နံအာဟာရဖြစ်တယ်အဲ့ဒါရအောင်ကြက်တာနော်ဖတ်တာစေနာဝိညာဉ်နံအာဟာရလို့ပြောလိုက်တာနဲ့ဖတ်တာစေနာဝိညာဉ်တန်းပေါ်ကဘာဖြစ်လို့ပေါ်စီကျင်တာလဲဆိုတဘာကရှာတဲ့အခါအဲ့ဒီပစ္စည်းတွေပျောက်နေဘယ်လိုလုပ်တိုက်လို့ရလဲနော်မတိုက်တတ်တော့ဘူးเนาะအဲ့တော့ပစ္စည်းချင်းတိုက်တဲ့အခါမှာတဘာကတွေတိုက်တဲ့အခါမှာပစ္စည်းမရထားရင်တော့ဘာမှတိုက်တတ်တော့အဲကြောင့်မလို့တရားရထားရမယ်အဲ့တော့ထုံးစံအတိုင်းပါပဲဖတ်တာစေတနာဝိညာဉ်လို့ပြောတဲ့အတွက်ကြောင့်ကြည့်လိုက်ပါဦးဖတ်တာကလည်းပဲစိတ်89နဲ့ရှင်းမယ်စေတနာကလည်းစိတ်89နဲ့ရှင်းမယ်ဝိညာဉ်ကိုယ်တိုင်ကလည်းစိတ်89ပါကောက်ထားတယ်ဆိုတော့ထုံးစံအတိုင်းပေါ့လေဗာမိတ်ဆွေများတံပြုတ်တာခန္ဓာစိတ်တစားရုပ်ပရိသတ်နေကံမစားရုပ်အကုန်အပြည့်ရတယ်ဒါကြောင့်မလို့ဓမ္မမိတ်ဆွေများကစာကြက်မယ်ဆိုရင်တုတ်တာသင်္ချာကြက်မယ်ဆိုရင်တဟငယ်ရဲ့တုတ်တာသင်္ချာတိကမ္မရဲ့တဟဇာတာကမ္မနံဟာအိန္ဒရိယဇာနာပေါင်းချက်လို့ရသူတို့ပေါင်းချက်လို့ရတယ်လွယ်တယ်ပေါ့လေဟေတုနဲ့မက်ခါကြတော့တစ်ခါပေါင်းချက်တဟဇာတာအဓိပတိလေးကိုတတ်တတ်ချက်ဒီလိုဆိုရင်စုအဲ့လိုမျိုးချက်လိုက်လို့ရှိရင်မှတ်မိလွယ်သွားမှာပေါ့နော်ဒါဆိုရင်နံအာဟာရဆိုတော့ဘလို့ခြေနေဖြစ်သွားလဲဆိုတော့ဒီလိုပေါ့စိတ်89ပါးလုံးရှိမယ်စေတသိက်က52ပါးရှိမယ်။ဒါဆိုရင်ဖတ်တာစေတနာဆိုရင်ဘယ်ထဲမှာရှိလဲဓမ္မမိတ်ဆွေများဒီစေသိက်ထဲမှာရှိတယ်ဖတ်တာရဲ့စေတနာရဲ့ဝိညာဉ်ကြတော့ဒီစိတ်89ပါးကိုယ်တိုင်ကိုကောက်လိုက်တယ်။ဒါဆိုလို့ရှိရင်စိတ်ထဲထင်မှာပေါ့လေ။ဖတ်တာနဲ့စေတနာကပစ္စည်းဖြစ်နေတယ်ဆိုပစ္စည်းဥပ္ပံဘက်ကိုကျွန်တော်တို့ကနှုတ်ရမလားလို့ဒီလိုပြောစရာရှိတယ်မနှုတ်ရဘူးတဲ့သူကြတော့เนาะဘာဖြစ်လို့လဲဆိုတော့ဖတ်တာကပစ္စည်းဖြစ်နေတဲ့အခါမှာစေတနာဝိညာဉ်ကပစ္စည်းဥပ္ပံဖြစ်နိုင်တယ်ဝိညာဉ်ကပစ္စည်းဖြစ်နေတဲ့အခါမှာဖတ်တာနဲ့စေတနာပစ္စည်းဥပ္ပံဖြစ်နိုင်တယ်သူတို့ပစ္စည်းဥပ္ပံနှစ်ခုအနည်းဆုံးနှစ်ခုရှိပြီဆိုရင်သူတို့အပြန်အလှန်ဖြစ်ခွင့်ရှိတယ်စေတနာတော့ကဘာဖြစ်လို့သူက51ပဲကောက်ရတယ်လဲဆိုရင်သူကတယောက်တည်းဖြစ်နေတာ哦ထီးထီးဖြစ်နေတော့အပြန်အလှန်ဖြစ်เสียမရှိတော့သူပစ္စည်းဥပ္ပံပဲပြန်မနေတတ်တော့မနေရတော့ဒါကြောင့်မလို့ဒီတဟဇာတာကမ္မရဲ့ပစ္စည်းဥပ္ပံတံပြုတ်တာခန္ဓာကိုကောက်တဲ့အခါမှာစိတ်89စေတသိက်51ပဲကောက်ရတာစေတနာကျင်းနဲ့51ပဲကောက်ရတာအခုနံအာဟာရကြတော့ကျွန်တော်တို့ကတံပြုတ်တာခန္ဓာမှာ89 52ပါးလောက်အကုန်ကောက်ရမယ်နော်တံပြုတ်တာခန္ဓာဒါပဲတံပြုတ်တာခန္ဓာချင်းတော့တူတယ်ဘာကွာဟချက်ရှိလဲဆိုရင်တဟဇာတာကမ္မမှာရှိတဲ့တံပြုတ်တာခန္ဓာကတော့စိတ်89နဲ့စေတသိက်51ဖြစ်ပါတယ်နော်အစားဆုံးပြန်ပြောပေးမယ်နော်ဒီမှာဟိတ်6ပါးမှာရှိတဲ့တန်ပြုတ်တာခန္ဓာကြတော့ဘာလို့ရှိလဲတာဟိတ်စိတ်81မောထွေးမောကျင်စေတသိက်52မောမှုထွေးနိုင်မောဟကျင်ပြောတာနော်စေတသိက်52အဓိပတိမှာရှိတဲ့တန်ပြုတ်တာခန္ဓာကဘာလို့ရှိလဲတာအဓိပတိဇော52တာအဓိပတိဇော52ဆိုရင်စေတသိက်ဘယ်လောက်ပေးမလဲစေတသိက်ဘယ်လောက်ပေးမလဲဆိုလို့ရှိရင်ဝိသိကိစ္စကျင်တဲ့စေတသိက်51ပေးရတယ်ဓမ္မကြတော့နော်ဘာဖြစ်လို့တာတိပိဇောက52ရှိတယ်ဆိုရင်ဒီမှာမောဟမှုထွေးကျင်ထားတာဆိုတော့ဝိသိကိစ္စစေတသိက်ပြန်မလာနိုင်တော့ဘူးဒါကြောင့်မလို့ဝိသိကိစ္စကျင်တဲ့စေတသိက်51လို့အကြမ်းမြင်ကျွန်တော်တို့ဒီလိုတွက်လို့ရပါတယ်နော်နောက်ပါမယ်ဟုတ်ပြီနောက်ပြီးတဲ့အခါမှာဟိုပါပေါ့နော်ဒီဘာမရှင်းတာဆိုအဓိမောက္ခမရှင်းဘူးเนาะအဓိမောက္ခလည်းမရှင်းတော့50 sorry เนาะဝိသိကိစ္စမပါဘူးဆိုတော့เนาะဝိသိကိစ္စမပါဘူးဆိုတော့သူကဒီမှာတံပြုတ်တာခန္ဓာရဲ့အရာတာတိပိဇော52ပါးစေတသိက်50ဆိုတော့ဘယ်သူနဲ့ကျင်ရမှာလဲဆိုရင်ဝိသိကိစ္စရဲ့ဝိသိကိစ္စစေတသိက်မပါဘူးပြီးတော့အဓိမောက္ခsorry เนาะမှားနေတာ sorry အဓိမောက္ခဝိသိကိစ္စမှာမရှင်းတာเนาะအားမကျန်တဲ့နေရာတွေမှာကုန်ရှင်းနေဆိုတော့ sorry ဝိသိကိစ္စပဲကျင်လိုက်เนาะ
ဝိသိကိစ္စကျင်တဲ့စေတသိက်51ပထမတွက်တာမှန်ပါတယ်နော်51အဲ့လိုမှတ်ရတယ်ဗာမေးစီဒီမှာမြုပ်နေတာတော့တန်ပြုတ်တာခန္ဓာပဲပြောတယ်ဖော်မပေးဘူးဒီမှာလည်းပဲ81မောဒီမောကျင်စေတသိက်52ဒီလိုကြည့်ရသဟဇာတာဓိပတိမှာကြတော့ဒါမေးစီများစေတသိက်တာဓိပိဇော52ရဲ့ဝိသိကိစ္စစေတသိက်ကျင်တဲ့စေတသိက်51ရဲ့သဟဇာတာကမ္မမှာကြတော့စိတ်89သဟဇာတာကမ္မမှာရှိတဲ့တန်ပြုတ်တာခန္ဓာသည်စိတ်8951သူကြတော့ဒီမှာသူ51ကဘာကျင်တဲ့51လဲစေတနာကျင်တာသဟဇာတာဓိပတိမှာရှိတဲ့စေတသိက်51ကဝိသိကိစ္စကျင်တာဒါဒီလိုကြွားတယ်နော်နံအာဟာရတို့အဟဇာတိန်တရိယတို့မှာကြားတဲ့တံပြုတ်တခန္ဓာတွေကြတော့89 52 89 52ဒီလိုလာလိမ့်မယ်ကြော်ပြောမယ်နော်ကြော်လိုက်ဦးမယ်ပြီးရင်တခြားပြန်ပြောပြမယ်တတိယတုံးလေးမို့လို့ဇာနာမှာကြတော့ဒွေ30ကျင်ထားတယ်ဒီမှာမိတ်ဆွေများဇာနာမှာကြတော့ဒွေပင်စဝิญဉ်30မှာဇာနေမထိုက်တဲ့အတွက်ကြောင့်ဒီမှာကြတော့စိတ်က89အဲ့ကြတော့နော်ခုရကြိုပြောလိုက်တာဒီမှာဇာနာပစ္စည်းမှာလည်းတန်ပြုတ်တခန္ဓာပါတယ်လေအဲ့တန်ပြုတ်တခန္ဓာတန်ပြုတ်တခန္ဓာတန်ပြုတ်တခန္ဓာတွေကတဟငယ်ခုနှစ်ပစ္စည်းလုံးမှာတန်ပြုတ်တခန္ဓ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 ာတွေကြီးပဲခုနှစ်ခုလုံးပါအဲ့ဒီတန်ပြုတ်တခန္ဓာတွေရဲ့အရေးချင်းတွေမတူဘူးเนาะတန်ပြုတ်ပစ္စည်းပန်တွေမတူဘူးဆိုတာပြောချင်တာအဲကြောင့်ဇာနာပစ္စည်းမှာကျတော့ဘယ်လောက်ပဲရှိတော့30ကျင်တော့89စေတသိက်ကတော့ထုံးစံတိုင်း52မက်ကပစ္စည်းကတော့ဓမ္မမိတ်ဆွေများဟေတုနဲ့တူတယ်မက်ကပစ္စည်းကျတော့တာဟိတ်စိတ်81စေတသိက်က52ပါမောတွေးမောကျင်စရာမလိုဘူးမက်ကမှာကျတော့မောမှုတွေနိုင်မောဟချင်းဆိုစရာမလိုပဲနဲ့အဲ့တံပြုတ်တဲ့ခန္ဓာသည်တာဟိစေဧကတတ္တတိနဲ့စေတသိက်ဒွေပညာတာနော်ဒီလိုခေါ်ပါတယ်အဲ့ဒါတံပြုတ်တဲ့ခန္ဓာရဲ့အရာလေးတွေကိုဒီလိုလေးရအောင်မှတ်ထားခဲ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နံအာဟာရပြီးသွားပြီဆိုတော့အိန္ဒြေသွားမယ်တဟဇာတိန္ဒရိယနော်တဟဇာတိန္ဒရိယရဲ့တရေကိုရှစ်လုံးကိုအရာအမိချက်ပါအဲ့လိုချက်တဲ့အခါမှာလဲ၃ခုဖြတ်ချက်ပါနော်ဇီဝိတစိတ်ဝေဒနာတစ်ခါချက်ပြီးရင်ဘူ၅ပါးကိုချက်ဘူစေတသိက်ထိုက်တဲ့၅ပါးဘူထိုက်တဲ့စေတသိက်၅ပါးကတတ္ထာဝရိယတတိဧကကတာပညာဧကကတာတမာတိန်တမာတိလေနော်အဲ့တော့အဲ့ဒါ3-5လို့ခွဲကြည့်မမေ့တော့ဘူးเนาะအဲ့တော့ဗာမိတ်စီများဒါတေချာလေးချက်ဇီဝိတစိတ်ဝေဒနာအဲ့ဒါကဘယ်ကနေပြီးတော့ထွက်လာတာလဲလို့ဆိုရင်အိန္ဒြေ22ပါးထွက်လာတာပါဗာမိတ်စီများအိန္ဒြေ22ပါးမှတ်မိအောင်ပဲထင်ပါတယ်ပတာတိန္ဒြေ5ပါးရှိတယ်ဘာဝိန္ဒြေ2ပါးရှိတယ်เนาะပြီးတဲ့အခါမှာရုပ်ဇီဝိတနံဇီဝိတဆိုတဲ့ဇီဝိတိန္ဒြေတစ်ပါးရှိတယ်ပြီးရင်စိတ်အိန္ဒြေဆိုတဲ့မနိန္ဒြေတစ်ပါးရှိတယ်ပြီးရင်ဝေဒနိန္ဒြေက5ပါးရှိတယ်ဓမ္မမိတ်ဆွေများပြီးရင်ဘိုးအိန္ဒြေက5ပါးရှိတယ်အရိယအိန္ဒြေက3ပါးရှိတယ်เนาะအားလုံးပေါင်းလိုက်လို့ရှိရင်22ပါးရှိတယ်เนาะ22ပါးရှိအဲ့22ပါးထဲမှာဓမ္မမိတ်ဆွေများပတာတိန္ဒြေ5ပါးကဘယ်မှာဘယ်ရောက်သွားမလဲဆိုလို့ရှိရင်ဝတ္ထုပုရိသတာမျိုးတွေကိုသူကရောက်သွားတယ်သိလားသူကဝတ္ထုပုရိသတာမျိုးတွေရောက်သွားမှာဓမ္မမိတ်ဆွေများသူ့ကိုဖယ်လိုက်တယ်ဘာဝိန္ဒြေ2ပါးဓမ္မမိတ်ဆွေများဒီမှာသူတို့ဟာအိန္ဒြိယပစ္စည်းမထိုက်ဘူးအိန္ဒြေအစိုးရဖို့သူ့အစိုးတရားရှိတယ်ဆိုတာကိုဖော်ပြဖို့ရန်ကပရိတန်ဒီကာလကနေစပြီးတော့ကလလရေကြီးမှာဘာဝပါလာတယ်ဆိုပေမဲ့သူ့အစိုးတရားဖြစ်ဖို့ရှာဖို့ဟာနောက်ပြီးတော့မတိကြဘူးပေါ့ပြီးတဲ့အခါမှာနပုံပန်တုတ်စာတိတိလည်းရှိသေးတာဟုတ်နော်ဒါကြောင့်မလို့ဒီဘာဝ2ပါးဟာဒီမှာအိန္ဒြိယပစ္စည်းကြလို့ရှိရင်ဒီမှာစာအုပ်ထဲမှာလည်းပါပါတယ်เนาะဘာဝိန္ဒြေ2ပါးပါကြောင့်အိန္ဒြိယပစ္စည်းမတတ်တနည်းဆိုတဲ့မေးခွန်းเนาะအဲ့တော့အိန္ဒြေ22ပါးထဲမှာဘာဝိန္ဒြေ2ပါးမတတ်တော့မတတ်တော့ဆိုတော့ဘယ်ကနေစကောက်မလဲဆိုဓမ္မရုပ်ဇီဝိတနံဇီဝိတရှိတယ်ရုပ်ဇီဝိတလေးကဘာမှဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ရှစ်ပစ္စည်း6မျိုးထဲမှာเนาะရုပ်ဇီဝိတမျိုးဆိုပြီးတော့ရှိတယ်လေเนาะဇီဝိအိန္ဒြိယရုပ်ဇီဝိတိန္ဒြိယဆိုပြီးတော့ဟာအိမ်နဲ့ဟာအိမ်ဟာရအိန္ဒြိယဆိုရှိတယ်မဟုတ်လားအဲ့ဒီမှာရုပ်အိန္ဒြိယတတ္တိအနေနဲ့တော့တိတန်ဟောလိုက်ဒါဆိုရင်ဒီမှာစေတသိက်တပ္ပစိတဒါနစေတီ9ပါးရဲ့နန်ဇီဝိတိန္ဒြေလေးကြံမယ်လေနန်ဇီဝိတိန္ဒြေလေးကြံတာကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲအဲ့ဒါကိုတဟဇာတိန္ဒြေအတွက်တော့မဆိုနန်နေကြီးပဲနန်အိန္ဒြေကြီးပဲတိကျယူရတော့မှာဆိုဇီဝိတိန္ဒြေဒါကတော့မနိန္ဒြေဆိုတော့စိတ်လို့ယူရတာပေါ့မနိန္ဒြေ
ဟုတ်လားသူခိန္ဒြေဒုက္ခိန္ဒြေသောမနတိန္ဒြေဒေါမနတိန္ဒြေဥပိက္ခိန္ဒြေ၅ခုကိုကြတော့ဝေဒနာတရကိုချင်းတူတော့ဝေဒနာလို့ယူရပါတယ်နော်ဒါကြောင့်မို့ဇီဝိတစိတ်ဝေဒနာလို့အရင်ချက်လိုက်လို့ပြောတာလေဒီမှာဇီဝိတစိတ်ဝေဒနာပြီးရင်ဒီ၅ပါးကတတ္ထာဘုဝရိယဘုသတိဘုသမာဓိဘုတတ္တိန္ဒြေဝရိယိန္ဒြေတတ္တိန္ဒြေသမာဓိန္ဒြေပညာန္ဒြေကနေပြီးတော့ဒီ၅ခုကနေပြီးတော့ဓမ္မမိတ်ဆွေများတတ္ထာဝရိယသတိသမာဓိပညာဆိုပြီးတော့၅ခုရတယ်ဒါဆိုရင်ဓမ္မမိတ်ဆွေများဒီအောက်ကအရိယာဣန္ဒြေ၃ပါးဘာတွေလဲဆိုရင်ပညာပါပဲအနိညာတိညာတာမိတိန္ဒြေကသောတာပတ္တိမက်မှာရှိတဲ့ပညာလေအင်းငိန္ဒြေကြတော့အထက်မဲ့သုံးအဖို့သုံးပါးမှာရှိတဲ့ပညာလေအညာတာဝိန္ဒြေကြတော့အထက်တဘူမှာရှိတဲ့ပညာဆိုတော့မထူးဘူးတဲ့ဒီမှာဘိုး၅ပါးတဲ့ပညာထဲမှာဒီပညာစေတသိက်ကဝင်ပြီးသားဖြစ်နေတော့ तू အထက်တိုးမလာတော့ဒါကြောင့်မလို့နာဣန္ဒြေ14ပါး sorry ဟုတ်ပါတယ်ဣန္ဒြေ22ပါးထဲမှာနာဣန္ဒြေ14ပါးရှိပါတယ်14ပါးကိုတရကိုကောက်လိုက်တော့8ခုကလွဲပြီးတော့ပုံမရတော့ပါဘူးဒါကြောင့်မလို့ဇီဝိတစိတ်ဝေဒနာဆိုတဲ့3မျိုးရဲ့တတ္တဝရိယတတိဧကကရပညာအလုံး8ခုကိုအရာအမိချက်ထားပါနော်အဲ့တော့ထုံးစံတိုင်းပဲသူတို့နဲ့ရှင်းနိုင်တဲ့တရားတွေကတော့ဓမ္မမိတ်ဆွေများကြည်လိုက်စိတ်89စိတ်52ဆိုတဲ့တန်ပြုတ်တာခန္ဓာရုပ်ကလည်း2ရုပ်စလုံးရပါတယ်နော်ဇာနာကြတော့ဓမ္မမိတ်ဆွေများတည်ပြီးသားဇိုင်က5ပါးဝိတ္တဝိဇာရပိတိဒုက္ခလို့မပြောဘူးဒီနေရာမှာဝေဒနာလို့သုံးရမယ်။ဘာဖြစ်လို့လဲဆိုဒီမှာဝေဒနာသည်နာဝေဒနာသုံးခုသုံးရနိုင်တာမဟုတ်လို့လေ။သောမနတဝေဒနာဒေါမနတဝေဒနာဥပိ္ပခဝေဒနာကိုယူမှာမဟုတ်လို့နော်။ပြီးရင်ဧကကတာကတော့ဧကကတာ။ဒါကြောင့်ဝိတ္တဝိဇာရပိတိဝေဒနာဧကကတာဆိုတဲ့ဇာင်က5ပါးနဲ့5ပါးပစ္စည်းတရားရတယ်။ပစ္စည်းဥပ္ပံကတော့89 52ဆိုတဲ့တန်ပြုတ်တခန္ဓာယုတ်ကတော့စေတစာယုတ်ပရိသန်နဲ့ကံမစာယုတ်ရပါတယ်ဟုတ်ပြီအောက်မှာအခုနည်းနည်းလေးဆွဲလိုက်ပါမယ်မက်ကင်ကတော့ဓမ္မမိတ်ဆွေများမက်ကင်ကအားလုံးပေါင်းဆိုရင်မက်ကင်တရက်ကိုက12ပါးရှိတာဖြစ်ပါတယ်နော်ကျွန်တော်တို့သမုတ်စီပိုင်းမှာမိတ္တကသင်္ဃဟသင်တဲ့အခါမှာဣန္ဒြေ22ပါးရှိသလိုမက်ကင်ကလည်းဘယ်နှပါးရှိလဲ12ပါးရှိတယ်အဲ့ဒီမှာတမ္မာမက်ကင်က10ပါးပေါ့လေမိစ္ဆာမက်ကင်က4ပါးရှိတယ်အဲ့ဒါဓမ္မမိတ်ဆွေများမှတ်မိမှာပါအဲ့ဒီမှာဆိုလို့ရှိရင်ဟောတမ္မာဒိဋ္ဌိဆိုရင်ပညာကိုကောက်ရတယ်လीနော်တမ္မာဒိဋ္ဌိကပညာတမ္မာသင်္ကပ္ပရဲ့မိစ္ဆာသင်္ကပ္ပရဲ့နှစ်ခုကဝိတက်ဖြစ်ပါတယ်နော်တမ္မာသင်္ကပ္ပရဲ့မိစ္ဆာသင်္ကပ္ပနှစ်ခုစလုံးကိုပေါင်းပြီးတော့ဓမ္မဝိတက်အနေနဲ့ယူလိုက်တယ်ဝိတ္တိ3ပါးကတော့တမ္မာမက်ကင်ပါပဲတမ္မာဝါစာတမ္မာကမ္မနာတမ္မာအာစီဝဝရိယတော့နှလုံးရှိပါတယ်ဝိတက်လိုပဲပေါ့တမ္မာသင်္ကပ္ပရှိတယ်လို့မိစ္ဆာသင်္ကပ္ပရှိတယ်ဒီလိုပဲဝိရိယလည်း2မျိုးရှိတယ်တမ္မာဝါယမရဲ့မိစ္ဆာဝါယမရဲ့အဲ့နှစ်ခုစလုံးရဲ့တရက်ကိုကဝရိယတစ်လုံးပဲရှိပါတယ်နော်တတိယတော့တမ္မာတတိဆိုတဲ့အတွက်ကြောင့်တမ္မာမက်ကင်ထဲမှာပဲတိချာရှိတယ်ဧကကတာကတော့2မျိုးရှိမယ်တမ္မာတမာတိရှိတယ်လို့မိစ္ဆာတမာတိလည်းရှိပါတယ်ဒါကြောင့်မလို့တမ္မာတမာတိမိစ္ဆာတမာတိ2မျိုးစလုံးရဲ့တရက်ကိုဟာဧကကတာတစ်ခုတည်းပဲဖြစ်တဲ့တစ်ခုပဲယူတယ်ပြီးတော့မိစ္ဆာဒိဋ္ဌိကတော့ဒိဋ္ဌိစေတသိက်ဖြစ်ပါတယ်ဒါကြောင့်မို့လို့မက်ကင်တရက်ကိုဟာ9ပါးပဲရှိပါတော့တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်မက်ကင်က12ပါးရှိပြီမဲ့တရက်ကိုဘာလို့9ပါးပဲဖြစ်သွားလဲဆိုတော့မိစ္ဆာသင်္ကပ္ပရဲ့မိစ္ဆာဝါယမရဲ့မိစ္ဆာတမာတိရဲ့ဒီတမ္မာသင်္ကပ္ပတမ္မာဝါယမတမ္မာတမာတိနဲ့တရက်ကိုချင်းတူနေတဲ့တကြောင်ဝင်သွားပါတယ်ဒါကြောင့်မို့လို့အဲ့ဒါမက်ကင်တရက်ကို9ပါးဖြစ်နေတယ်ခက်လွယ်လွယ်လေးမှတ်မယ်ဆိုရင်တော့သီလမက်ကင်2ပါးပညာမက်ကင်2ပါးအရင်ရေးလိုက်ပညာဝိတက်ပြီးရင်သီလမကင်3ပါးဝိတ္တိ3ပြီးရင်တမာရိမကင်3ပါးစေတသိက်ဖြစ်တဲ့ဝရိယတတိဧကကတာကြီးပြီးရင်ဒိဋ္ဌိလေးကပ်ပေးလိုက်ပေါ့ဒါဆိုရင်ဓမ္မမိတ်ဆွေမကင်တရက်ကို9ပါးလည်းအလွတ်ရနိုင်သွားပါလိမ့်မယ်နော်အဲ့တော့ဒါဒီကိုအလွတ်ရထားမှဓမ္မမိတ်ဆွေများကျွန်တော်တို့ဟာရှေ့ဆက်တွေ့ရတာအဆင်ပြေသွားမှာဖြစ်တယ်ကဲဒီလောက်ကလေးရသွားပြီဆိုရင်ကျွန်တော်အစကနေပြန်ပြီးတော့ဟေတုကနေတစ်ခေါက်ပြန်ဆိုပေးပါမယ်နော်ဟေတုပစ္စည်းဤသုဒ္ဓသင်္ချာဝါဒ၌တံပြုတ်တခန္ဓာဒီမှာအောက်မှာတော့နမူနာရေးပေးထားတာရှိပါတယ်ဒီမှာ ਨੇ ဟေတုပစ္စည်းသုဒ္ဓသင်္ချာဝါဒ၌တံပြုတ်တခန္ဓာတာဟိစိတ်တစယုတ်တာဟိပရိသန္တိကမ္မစယုတ်အားတတ်တော်ဟိ6ပါးဤတရားတို့ဒီဟေတုပစ္စည်းတတ်တော်တရားတို့မိကုံဤသင်္ချာတတ္တပစ္စည်းရေးစနစ်ဟူသည်တဲ့နော်ပစ္စည်းရေးစနစ်တတ္တဟူသောကနမကုသလပရ3ချက်အကုသလပရ3ချက်ဖြာကရ1ချက်ဒါပြီးရင်ကျွန်တော်ရှင်းပြပေးမယ်နော်ပြီးရင်ပစ္စည်းရေးစနစ်ဟူသောကပစ္စည်းရေးစနစ်ဆိုတာကထုံးစံတိုင်းခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းဟေတုမှာပစ္စည်းရေးစနစ်ဘာလို့ဖြစ်လဲဆိုတော့ဒါလေးခုပြောလို့ရပြီဘာဖြစ်လို့ပြောလို့ရလဲဆိုရင်ခုခုနှစ်ခုစလုံးတဟငယ်ခုနှစ်ခုလုံးရဲ့သုဒ္ဓသင်္ချာကိုပြောပြီးသွားပြီဖို့လို့ပြောလို့ရပြီလို့ပြောတာအဲ့တော့ဒီမှာကြည့်လိုက်ဒီစနစ်ဆိုတာကခက်လွယ်လွယ်လေးမှတ်လိုက်ဟောစေဟေတုနဲ့ဟောစေဟေတုပစ္စည်းနဲ့လက်ကြီးရှိကိုပေါင်း9ပစ္စည်းရ
ကိုပစ္စည်းရနေပေါ့နော်အဲ့တော့ဒီလိုလေးပြောမယ်ဟေတုကဟောစေဟေတုကဟောစေပြီးလို့ဟောတဲ့ဟောစေဟေတုကတပစ္စည်းရှိတယ်လက်ကြီးက၈ပါးရှိတယ်ဟုတ်ပြီဒါဆိုရင်ဟေတုနဲ့တဘာကဖြစ်နိုင်တာလိုက်ရှာတော့အဓိပတိထဲမှာဓမ္မမိတ်စီများဝိမာန်တာအဓိပတိနဲ့တူတာရှိတယ်ကျွန်တော်အမှန်လေးချစ်လိုက်ပါမယ်နော်ဟေတုထဲမှာအဓိပတိထဲမှာဝိမာန်တာအဓိပတိနဲ့ဟိတ်6ပါးတွေကဘာနဲ့လာတူလဲဆိုလို့ရှိရင်အမောဟနဲ့တဘာကလာဖြစ်ပါတယ်ကမ္မဟာမရပါဘူး။နာအာဟာရလည်းပဲဟိတ်6ပါးနဲ့တူတာဘာမှမရှိပါဘူး။အိန္ဒြေထဲမှာတော့ရှိတယ်။အိန္ဒြေထဲမှာဘာလေးရှိလဲဆိုရင်ဒီမှာပညာဣန္ဒြေပညာလေးရှိတယ်။အဲ့ဒီပညာလေးနဲ့ဟိတ်6ပါးအမောဟနဲ့တွားတူတဲ့အတွက်ကြောင့်ဓမ္မမိတ်ဆွေများဟေတုပစ္စည်းကိုဟောပြီးဆိုရင်တဟဇာတိန္ဒြိယလေးလည်းပညာဆိုတဲ့ဒစိတ်တရေတာလေးနဲ့လာပြီးတော့တူနိုင်တာတဘာကဖြစ်နိုင်တာမို့လို့သူ့ကိုထည့်ကျူမယ်ဇာနာလုံးဝမရှိပါဘူး။ဘာဖြစ်လို့ဇာနာမှာဝိတ္တဝိဇာရပိဋိဝေဒနာဧကကရာဆိုတော့ဓမ္မမိတ်ဆွေများကြီးလောဘဒေါသမောဟအလောဘအဒေါသအမောဟနဲ့တူတော့ဘာမှမရှိပါဘူး။မက်ခင်ရပါတယ်။ဘာနဲ့ရလဲဆိုလို့ရှိရင်ပညာနဲ့ပဲရပါတယ်။ပညာတွေနဲ့လိုက်လာတာနော်။ဒီအဓိပတိတုံးကလည်းဝိမာန်တာအဓိပတိဆိုတဲ့ပညာလေးကင်လာတယ်။တဟဇာတိန္ဒြိယအိန္ဒြိယကလည်းပညာဣန္ဒြေဆိုတဲ့ပညာလေးကင်လာတယ်။မက်ခင်ကလည်းတမ္မာဒိဋ္ဌိဆိုပညာလေးကင်လာတယ်။အဲ့တော့ဘာလဲဆိုလို့ရှိရင်ဒီအိမ်မက်ပေါ့နော်အမှန်ချစ်ထားတာကြည်လိုက်ဒီအိမ်မက်အဲ့ဒီသုံးခုဟာဘယ်သူနဲ့လာပြီးတော့ယထာရဟတဘာကလာဖြစ်လဲဆိုဟေတုနဲ့လာဖြစ်ပါတယ်နော်အဲ့တော့ဓမ္မမိတ်ဆွေများကြည်လိုက်တော့ခက်လွယ်လွယ်ပြောရင်တော့ဟေတိအိမ်မက်လို့လုပ်လိုက်လေရတယ်ဟောစေဟေရဲ့ဒီရဲ့အိမ်ရဲ့မက်ရဲ့ဒီပညာဆိုတဲ့စေတသိက်ကလေးနဲ့တဘာကဖြစ်ကြတယ်တဲ့နော်ဟေတုကအာမောဟဆိုတဲ့ပညာလေးကင်ထားတယ်သူနဲ့အတူဒီအမောဟဆိုတဲ့ပညာလေးနဲ့ဘသူတွေကလာတူလဲအဓိပတိတိဝိမာန်တဆိုတာလေးနဲ့လိုက်လာတယ်အိန္ဒြေကပညာဣန္ဒြေနဲ့လိုက်လာတယ်မက်ကင်ကတမ္မာဒိဋ္ဌိနဲ့လိုက်လာတယ်ဆိုတော့နော်ဟေတိအိမ်မက်ဆိုတော့လေးပစ္စည်းပေါ့ဟေဟောစေတရားပါထည့်လိုက်တာကျွန်တော်ကဟေတိအိမ်မက်နဲ့လက်ကြီးရှင်နဲ့ပေါင်းလိုက်ရင်ဘယ်လောက်ရှိလဲ12ပစ္စည်းရတယ်เนาะဒါပြောတာเนาะအဲ့တော့အဲ့ဒီ12ပစ္စည်းဆိုတာက15ပစ္စည်းတဲ့တဟာမျိုး15ပစ္စည်းတွေကဘာတွေပယ်လိုက်တာလဲဆိုတော့ကြက်ချေခတ်ထားတာကြည့်လိုက်ကံရဲ့ဟာရဲ့ဇာရဲ့မဆရာကြီးလေးပြထားတယ်ကံဟာဇာပဲတဲ့ဒီမှာဒါကတော့မိတ်ဆွေများကွင်းဆောင်ကွန်မီထဲမှာရှိနေတဲ့ဟာဒါမပါတဲ့ဟာကံဟာဇာမပါတာပေါ့နော်အဲ့တော့တဟာမျိုး15ပစ္စည်းအလွတ်ရတာကိုဘယ်လောက်လိုအပ်တယ်လဲဆိုတာဒါကိုပြောတာနော်ဒီ15ပစ္စည်းထဲမှာဟေတုဟောလိုက်တာနဲ့12ပစ္စည်းလာပြိုင်နိုင်တယ်လို့ပြောတာတဘာကလာဖြစ်နိုင်တယ်ဒါတူနိုင်တယ်လို့ပြောတာပေါ့နော်အဲ့ဒီတူတာကိုအစင်ခွဲတဲ့အခါကျတော့တဟာကြီးလေးပစ္စည်းတို့ဘာလို့ကြတော့တပြိုင်နဲ့ဖြစ်မှာပေါ့လေကျန်တာတွေကတော့တဟာလက်တို့တဟာငယ်တို့ကြတော့ဒစိတ်တေတာနဲ့လာတူရင်ရစ်ထားတာဟာလို့ပြောပါတယ်ဗာမိတ်စီများနော်ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်တဟာဇာတာဓိပတိလေးကိုသွားစီစစ်ကြမယ်တဟာဇာတာဓိပတိဟောမယ်ဆိုရင်ထုံးစံတိုင်းပဲတဟာဇာတာဓိပတိကလည်းပဲလက်ကြီးနော်လက်ကြီးရှစ်လာမယ်ဒါဆိုရင်အဓိပတိကိုဟောရင်တဲ့အဓိပတိကလည်းပဲမိမိဟောစေတရားလေးကိုကင်ထားလိုက်ရင်ကျန်တဲ့ဟေတုကမ္မဟာရဣန္ဒြိယဇာနာမက်က6လုံးနဲ့တော့တိုက်ကြည့်မယ်ပေါ့နော်ဟောစေအဓိပတိလေးနဲ့တူနိုင်တဲ့တရားတွေလိုက်ရှာတော့ဟေတုကထုံးစံတိုင်းပဲခေါင်းကဝိမာန်တနဲ့ဒီမှာအာမောဟနဲ့တူတယ်ဆိုတော့အဓိပတိကိုဟောမယ်ဆိုရင်ကဲကျွန်တော်ကဒီလိုလေးလုပ်ပြီးမယ်နော်ဟိုကဟေတုလှည့်ပြီးတော့အဓိပတိလည်းရောက်လာပြီအဓိပတိရောက်လာပြီဆိုတော့ကျွန်တော်ကသူဟောစေတရားလေးဆိုတော့စတားလေးပြထားမယ်အော်ဟုတ်ပြီကျွန်တော်တို့စီစစ်ဆရာမလိုရတာကတော့တဟဇာတာအဓိပတိဆိုတာအငယ်ပဲသူလဲတဟငယ်ဟောပြီဆိုရင်လက်ကြီးရှစ်ကအမြဲလာမှာနော်လက်ကြီးရှစ်ကအမြဲရှိနေတယ်လို့ထားအဲ့တော့လက်ကြီးရှစ်ကစစ်စရာမလိုတော့ဘူးအလက်လေးပစ္စည်းအကြီးလေးပစ္စည်းရှစ်ပါတော့အမြဲတမ်းရနိုင်မယ်လို့ဒီလိုမှတ်မိမိရဲ့ဟောစေတရားအဓိပတိလည်းရနိုင်မယ်အဲ့ဒီဒီမှာသူကအကြီးရဲ့အလက်ရဲ့ကတော့စီစစ်စရာမလိုအငယ်ထဲမှာဒီအဓိပတိနဲ့တူနိုင်တဲ့အဓိပတိရဲ့ကို3ပါး4ပါးနဲ့တူနိုင်တာဘာရှိလဲလို့လိုက်စစ်တော့အော်ဟေတုရတယ်ဟေတုကဘာနာမည်နဲ့ရလဲအာမောဟသူ့မှာရှိတဲ့ဝိမာန်တနဲ့လာတူလို့အဓိပတိမှာရှိတဲ့ဝိမာန်တနဲ့လာတူလို့ဖြစ်တယ်ဓမ္မမိတ်ဆွေများကမ္မလေးရောမရနိုင်ဘူးလားတော့ကမ္မတော့မရနိုင်ဘူးတဲ့ကမ္မကစေရနာအဓိပတိကစန္ဒရေဝရိယရေစိတ်တရေဝိမာန်တရေဟောဒီကမ္မမှာရှိတဲ့စေရနာနဲ့လုံးလုံးမဆိုင်ဘူးဆိုတော့မပါဘူး။အော်အာဟာရလေးမှာရောအဓိပတိနဲ့တူတာရှိနိုင်တာဟာဒါကြတော့တူတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဓိပတိမှာတဲ့ဓမ္မမိတ်ဆွေများရေနော်စိတ်တာအဓိပတိလေးရှိနေတယ်နော်စန္ဒဝရိယစိတ်တာအဓိပတိလေးဆိုစိတ်ရှိနေတယ်နာအာဟာရမှာကဝိညာဉ်ဆိုတာလေးကရှိနေတယ်ဆိုတော့ဒါလေးနဲ့သူကလိုက်တော့ရသွားပြီဟုတ်ပြီအာဟာရကအဓိပတိနဲ့အဓိပတိပစ္စည်းနဲ့တစိတ်တေတာလာတူတယ်ဝိညာဉ်နဲ့အာဟာရလေးနဲ့ဓမ္မမိတ်ဆွေများ
သဟဇာတိန်တရိယာလေးရောတူမလားလို့စစ်လိုက်တော့အော်ဒီမှာအဓိပ္ပာယ်ထဲမှာစန္ဒရှိတယ်သဟဇာတိန်တရိထဲမှာစန္ဒမရှိဘူးမရှိပေမဲ့ဝရိယရှိလားဆိုတော့သဟဇာတိန်တရိထဲမှာရှိတာပေါ့ဝရိယစိတ်ဓာတ်ရှိလားဆိုတော့ရှိတာပေါ့တဲ့စိတ်မနိန္ဒရီအနေနဲ့ရှိတယ်ပြီးတဲ့အခါမှာစန္ဒဝရိယစိတ်ဓာတ်ဝိမန္တဆိုပညာရောရှိလားရှိတာပေါ့တဲ့သူ့မှာလည်းပညာန္ဒရီဆိုတဲ့နာမည်နဲ့သူကဓမ္မမိတ်ဆွေများသဟဇာတိန်တရိယာကသဟဇာတာအဓိပတိနဲ့တရကိုသုံးလုံးအောင်လာတူလိုက်သေးတာနော်မတူလိုက်တာစန္ဒာလေးတစ်ခုပဲမတူလိုက်တာသဟဇာတာအဓိပတိရဲ့စန္ဒာနဲ့သဟဇာတိန်တရိကဥပမာအိန္ဒြေသဟဇာတိန်ဒိရိယာထဲမှာစန္ဒတာတကယ်လို့ပါမယ်ဆိုရင်ဒါသူတပြိုင်နက်ဖြစ်တော့အခုတော့သူတစ်လုံးလိုသွားတယ်စန္ဒနဲ့တော့လာမတူဘူးကျန်တဲ့သုံးလုံးနဲ့တော့တူတဲ့အတွက်ကြောင့်သူလည်းယထာရဟပဲဖြစ်တယ်အပြည့်မတူနိုင်တော့ဘူးဖြစ်သွားတာပေါ့နော်ဟုတ်ပြီဇာနာကိုစစ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့သဟဇာတိန်တရိယာရမယ်နော်နောက်တစ်ခါဇာနာကြည့်လိုက်မယ်ဇာနာကြတော့စန္ဒဝရိယစိတ်တဝိမန္တနဲ့တူတာဘာရှိလဲဆိုဝိတဝိဇာရပိတိဝေဒနာဧကဂရတစ်လုံးမှမတူဖဲဟုတ်ဟောဒါဆိုရင်မက်ခင်မှာတူနိုင်တာရှိလားစန္ဒအဓိပတိမရှိနိုင်ဘူးဝရိယာအဓိပတိနဲ့ဒီမှာကတမ္မာဝါယမနဲ့တူတယ်နော်တမ္မာဝါယမဆိုတဲ့ဝရိယာလေးရပါတယ်ဟုတ်တယ်နော်စန္ဒဝရိယစိတ်တမရှိပါဘူးဝိမန္တဆိုတဲ့ပညာလေးနဲ့ဟောဒီမှာတမ္မာဒိဋ္ဌိဆိုတဲ့ပညာလေးနဲ့ကတဘာကဖြစ်နိုင်တယ်ဒါဆိုရင်အဓိပတိနောက်ကိုမက်ခင်ဒီဘာနဲ့လိုက်လာလဲဆိုရင်ပညာတမ္မာဒိဋ္ဌိဆိုတဲ့ပညာရဲ့တမ္မာဝါယမဆိုတဲ့ဝရိယနဲ့ဟောဒီအဓိပတိတဲ့ကဝရိယအဓိပတိနဲ့ဝိမန္တာအဓိပတိနဲ့လာတူတယ်ဆိုတော့တဘာကလာတူတော့မက်ခင်ထိုက်တယ်ဒါဆိုရင်သဟငယ်ထဲမှာအဓိပတိနဲ့လာတူတာဘယ်နှလုံးရှိလဲဆိုဟေဟာအိမ်မက်ဟေဟာအိမ်မက်တို့သည်ဓမ္မမိတ်ဆွေယထာရဟလာပြီးတော့တဘာကဖြစ်တယ်ဒါဆိုရင်မဖြစ်တာဒီဘယ်သူနဲ့ဘယ်သူလဲကမ္မနဲ့ဇာနာဒါကြောင့်မလို့ဒီမှာဖယ်လိုက်တယ်ကမ္မရဲ့ဇာနာရဲ့ဖယ်လိုက်တော့သဟာမျိုး15ထဲကနေ73ရတယ်လို့ရေးထားတာဖြစ်ပါတယ်ဒါဆိုတဘာကရှာတာလွယ်လွယ်လေးနော်လွယ်လွယ်လေးအဲ့73ကဘာတွေလဲဆိုရင်သဟာကြီးက4သဟာလက်4ရှိပစ္စည်းရဲ့ဘာတွေလဲမိမိရဲ့ဟောစေအဓိပတိရဲ့ဟေတုရဲ့ဟာရရဲ့အိန္ဒြိယရဲ့မက္ခရဲ့နော်အားလုံးဘယ်နှပစ္စည်းလဲရလဲဆိုရင်ရှစ်ပစ္စည်းထဲမှာဒီရှစ်ပစ္စည်းတွေကိုကျွန်တော်တို့ဘယ်နှပစ္စည်းထည့်လဲ5ပစ္စည်းရတယ်သဟငယ်9ပစ္စည်းမှာဟေတိအိမ်မက်ထဲမှာလေခေတိကံဟာအိမ်စာမက်ထဲမှာကံရဲ့ဇာရဲ့2ခုပဲမရတာကျန်တဲ့5ခုဟောစေတရားအပါဝင်5ခုဆိုတော့အားလုံး73ချက်ရတယ်ဒါကြောင့်မလို့သဟဇာတာဒီပတိမှာတဘာက73ချက်ရတယ်လို့ပြောတာဖြစ်ပါတယ်နော်နောက်တစ်ခါသဟဇာတာကမ္မအလှည့်ကိုကျွန်တော်တို့စစ်ပါအောင်မယ်ဒါဆိုအကုန်ပြန်ပြီးဖြတ်မှာရမယ်နော်အကုန်ပြန်ဖြတ်မယ်နော်ဖြတ်ပြီးတော့သဟဇာတာကမ္မလေးဟာသူကဟောစေတရားဖြစ်တဲ့အတွက်ကြောင့်သူ့ကိုကျွန်တော်တို့ကဖာပြန်လို့စတားလေးပြဒါဆိုရင်ကမ္မပစ္စည်းဟောပြီဆိုရင်တော့ထုံးစံအတိုင်းပဲအကြီးနဲ့အလက်ရှစ်ပစ္စည်းကထုံးစံအတိုင်းဝင်မယ်ပြီးတော့မိမိဟောစေကမ္မလေးနဲ့ဆိုရင်လောလောဆယ်ကိုပစ္စည်းရှိမှာပေါ့နော်သူမထဲသေးဘူးပြီးမှပေါင်းထည့်အဲ့တော့ဒါဆိုရင်တဟာကြီးတဟာလက်ရှစ်ပစ္စည်းဝင်ပြိုင်မယ်ဖြစ်တယ်ပေါ့နော်ပြောချင်တာကတော့မိတ်ဆွေများတဟာဇာတာကမ္မပစ္စည်းဟောတိုင်းကြီးရလက်ရဆိုတော့ကြီးရလက်ရသူတို့ကတရားအရာများတာဟုတ်များတော့ဒီအငယ်တွေဟောတိုင်းသူတို့ကလိုက်လာမှာပဲအမြဲတမ်းလိုက်လာမှာပဲနော်ဒါဆိုရင်တဟငယ်ထဲမှာစစ်တဲ့အခါမှာတဟဇာတာကမ္မနဲ့ဟေတုတူနိုင်လားဆိုတော့လုံးဘာမှမတူပါဘူးဒီတဟဇာတာအဓိပတိနဲ့ရောတူနိုင်လားဆိုမတူနိုင်ပါဘူးမတူတဲ့အကြောင်းတော်မိတ်ဆွေများပြီးလို့ရှိရင်ကိုရှာကြည့်လို့လည်းရတယ်ဓမ္မမိတ်ဆွေများတဟဇာတာကမ္မနဲ့ဒီမှာအာဟာရနဲ့တူလားဆိုတူတယ်ဘာလေးသွားတူလဲဆိုတော့မှစေတနာလေးရှိနေလို့ဓမ္မမိတ်ဆွေများနော်မနောသိစေတနာအာဟာရလေးနဲ့ဒီမှာကစေတနာကမ္မစေတနာလေးနဲ့သူကသွားပြီးတော့တူးနေတယ်။ကျန်တဲ့ဓမ္မမိတ်ဆွေများရေးတဲ့ကမ္မစေတနာနဲ့တူတာတွေအားလုံးဟာအိန္ဒြေထဲမှာလည်းမရှိဘူးဇာနာထဲမှာလည်းမရှိဘူးမက္ခထဲမှာလည်းမရှိဘူးဆိုတော့ကမ္မနဲ့နော်သဟဇာတာကမ္မလေးနဲ့သဟငယ်ထဲမှာလာပြီးတော့တဘာကပြိုင်နိုင်တာဒီအာဟာရလေးတစ်လုံးပဲရှိတယ်နော်အာဟာရလေးတစ်လုံးပဲရှိတယ်တဲ့ကဲအဲ့တော့ကဲပြောပေါင်းလိုက်တော့ကျွန်တော်တို့ကကြီးလက်ကြီးက8ကမ္မရဲ့အာဟာရရဲ့ပေါင်းလိုက်တော့နှစ်ပါးရဲ့ပေါင်းတော့ဘယ်လောက်ရှိ30
အော်ဒါဆိုရင်မပါတဲ့ဟာငါးပစ္စည်းမပါဘူးဖြစ်နေတယ်ဟုတ်တယ်တဲ့တဟငယ်တဲ့ငါးပစ္စည်းမပါတာဘာတူလေးလဲဆိုဟေတုအဓိပတိဣန္ဒရိယဇာနာမက်ကပေါ်နေတယ်ဒီမှာလည်းပဲဆရာကြီးကဒီမှာရေးပေးထားတယ်ဟေတုအဓိပတိဣန္ဒရိယဇာနာမက်ကမရပါအဲ့ဒါတဘာကဖြစ်တဲ့ဟာရမဖြစ်တဲ့ဟာရဒီလိုခွဲတတ်ရမယ်နော်ကဲဟုတ်ပါပြီတဲ့နောက်တစ်ခါကျတော့နောက်တစ်အုပ်စုဖြစ်တော့ဒါပြန်ဖြည့်ပြီးတော့ကဲဘသူ့ကိုမူပြန်ဟောစေတရားကိုကျွန်တော်တို့စတားလေးပေးဟောစေတရားစတားလေးပေးတော့အခုအလှည့်ကဘသူ့အလှည့်လဲအာဟာရအလှည့်နော်ဗာမေးစီမြအာဟာရအလှည့်အဲ့တော့အာဟာရကိုကျွန်တော်တို့ကဘယ်လိုလုပ်ပေးမလဲဒီလိုလုပ်လိုက်ကဲအာဟာရဟုတ်ပြီဗျာနော်ကဲအာဟာရကိုမူထားထုံးစံတိုင်းပဲဗာမေးစီမြအာဟာရနံအာဟာရဟောပြီဆိုရင်ကြီးလေး၈ပါးလာမှာပဲနော်ဒါဆိုရင်ကျွန်တော်တို့ကကြီးလေး၈ကိုကြီးလေးလက်လေးပေါ့နော်လက်လေးပစ္စည်းအကြီးလေးပစ္စည်းမစစ်နဲ့တော့ဘယ်ထဲပဲစစ်မလဲဆိုကျွန်တော်တို့ဟေဒီကန်ဟာအင်ဇာမဲထဲရပဲပြန်စစ်အဲ့မှာစစ်မယ်ဆိုလို့ကြည့်ရင်လည်းပဲကြည့်လိုက်တော့အခုတည်ထားတဲ့သူကိုအရင်ဆုံးကျွန်တော်တို့ကကြည့်ရမယ်တည်ထားတဲ့သူကဖတ်တာစေတနာဝိညာဉ်ဆိုတော့ဟေတုမှာဖတ်တာစေတနာဝိညာဉ်နဲ့တူတာဘာမှမရှိအဓိပတိမှာကြတော့နည်းနည်းစဉ်းစားအဓိပတိမှာကြတော့ဘာဖြစ်လဲဆိုလို့ရှိရင်စိတ်ဓာအဓိပတိလေးရှိနော်စိတ်ဓာအဓိပတိလေးရှိတယ်ဒီမှာဝိညာဉ်ဆိုတဲ့ဝိညာဉ်နဲ့ဟာရဆိုဝိညာဉ်ဆိုတဲ့စိတ်ရှိတယ်ဆိုတော့အဓိပတိရလောက်တယ်ရနိုင်တယ်ယူလိုက်ပြီကမ္မတူတယ်ကမ္မမှာဘာရှိလဲစေတနာရှိတယ်ဒီမှာဟာရမှာလည်းစေတနာရှိနေတယ်နော်ဒီမှာဒီစေတနာလေးရတာမို့လို့ကမ္မလည်းယူလိုက်တယ်ပြန်ပြောမယ်နော်နာအာဟာရနဲ့အဓိပတိမှာဒီစိတ်ဓာအဓိပတိနဲ့ဒီမှာစေတနာအာဟာရမှာရှိတဲ့စေတနာလေးနဲ့တဘာကဖြစ်နေတော့ယူလိုက်တယ်။နောက်ပြီးတော့ကမ္မမှာလည်းစေတနာရှိတယ်။နော်နောက်တစ်ခါကျတော့တဟအိန္ဒြိယမှာကျတော့မရဘူးလားဆိုရတယ်။ဘာရလဲဆိုဝိညာဉ်စိတ်ရဟုတ်တယ်စိတ်ရတယ်မှန်တယ်နော်စိတ်ရတယ်ဇာနာမှာကြတော့ရစီရဘာမှမရှိဘူးဝိတဝိဇာရပိတိဒုက္ခဧကကရာမက်ခင်မှာရနိုင်တာရှိလားဆိုတော့အိုးမက်ခင်မှာလည်းမရှိဘူးတော့မေးစီအများကြီးသိလားမဲဇာနာမှာလည်းမရှိဘူးမက်ခင်မှာလည်းမရှိဘူးတဲ့ကဲသူကထူးထူးခြားခြားနော်မရှိဘူးဟေတုမှာလည်းမရှိဘူးဆိုတော့သူကဟေရယ်ဇာရယ်မက်ရယ်မှာအာဟာရနဲ့တူတာဘာမှမရှိဘူးဒါဆိုရင်အာဟာရနဲ့တူတာတဟငယ်ထဲမှာဘာတူလဲဆိုတော့လာတဘာကဖြစ်နိုင်တာပြောတာပေါ့နော်အဓိပတိရဲ့ကမ္မရဲ့အိန္ဒြိယရဲ့ဖြစ်တယ်ဆိုတော့မိမိရဲ့အာဟာရရဲ့ပေါင်းလိုက်တော့၄ရတယ်အဲ့တော့၄ပေါင်းထည့်လိုက်တော့12ရှိတယ်ဒါဆိုရင်တဟာမျိုး15ပစ္စည်းမှာ3ပါးလိုနေတယ်3ပါးကအာဟာရနဲ့နံအာဟာရနဲ့တဘာကမဖြစ်တာပေါ့ဘသူတွေတဲ့လို့ကြည်လိုက်တော့ဟေတုရဲ့ဇာနာရဲ့မက်ကရဲ့တွားတွေ့တယ်မှာဟေဇာမဲလို့ရေးထားတယ်နော်အဲ့ဒါတဘာကပစ္စည်းရှာပုံပြောတာကဲဟုတ်ပြီဒါဆိုနောက်တစ်ခုနောက်တူအတွက်တွက်တော့မယ်ဆိုတော့ဖြတ်လိုက်အောင်မယ်ဗျာဒါလေးပြန်ဖြတ်ဟုတ်ပြီဖြတ်ပြီးတော့ဘသူအလှည့်ရောက်သွားပြီလေဒါဘသူအလှည့်လေအိန္ဒြိယအိန္ဒြိယဆရာကြီးပဲသူမှတရကိုရီးယားအရာကောက်တွေကတရကိုရီးယားများပြီဆိုရင် तू ကလည်းရမယ်ပစ္စည်းကပြိုင်မဲ့ပစ္စည်းများတော့မှာပေါ့ဒါကြိုတွက်ထားနော်ဟုတ်ပြီဗျာဒါဆိုလို့ရှိရင်တဲ့သူ့လှည့်ကြတော့တဟာကြီးတဟာလက်ရှိပစ္စည်းရေးထားလိုက်တော့14ပစ္စည်းဘယ်လိုရနေတယ်လဲဆိုတော့ तू ကနော်ဒီမှာတော့အဖြေတော့တန့်ပေါ်နေတာပေါ့ဒါပေမဲ့ကိုကတော့ထုံးစံတိုင်းရှာကြမယ်နော်ဘာတွေနဲ့တဘာကဖြစ်တယ်လဲဆိုတာဒါကြည်မှဓမ္မမိတ်ဆွေများနောက်နှစ်ဒီသင်္ချာ1နှစ်တက်တဲ့အခါကျတော့ဒီတဘာကတွေကြည်သွားလို့ရှိရင်သင်္ချာ1နှစ်မှာနော်အဲ့မှာကတန်တဘာကကတနာတွေကြလို့ရှိနားလေသွားမှာနော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအသေးစိတ်ပြန်ပြီးတော့တွက်အောင်မယ်ဟုတ်ပြီတဲ့တဟငယ်ထဲမှာတဟဇာတိန္ဒြိယမှာတရေကိုရှစ်လုံးရှိတယ်ဇီဝိတာရဲ့စိတ်ရဲ့ဝေဒနာရဲ့တတ္ထာဝရိယတတိဧကကရာပညာရှစ်လုံးဟေတုမှာတူတာရှိလားတဲ့တဟဇာတိန္ဒြိယနဲ့ဟေတုနဲ့ပစ္စည်းတူတာဘာရှိလဲတဲ့ပစ္စည်းဥပ္ပံမပြောတော့ဘူးနော်ပစ္စည်းပဲတိုက်လိုက်ကြမယ်နော်တူတာပေါ့ဘာနဲ့တူလဲမောဟရှိတယ်ဒီမှာကသူ့မှာပညာင်တွေကင်ထားတယ်ဒါမှပညာရှိတယ်ဟုတ်ပြီအဓိပတိအောင်ရတာပဲအဓိပတိမှာဝိမာန်သာအဓိပတိရှိတယ်ခုနက3လုံးလေဝိမာန်သာအဓိပတိရှိတယ်ပြီးတော့စိတ်တာအဓိပတိနဲ့မနိန္ဒရေဒီကစိတ်မနိန္ဒရေနဲ့သွားတူမယ်ပြီးတဲ့အခါမှာဝိမာန်သာအဓိပတိနဲ့ခုနကတရားပါလေပညာနဲ့တူတယ်ပြီးတော့ဝရိယအဓိပတိနဲ့ဒီမှာဝရိယိန္ဒရေတူမယ်နောက်ပြန်ပြောပေးမယ်နော်သူက3ခုတောင်တူတယ်ခုနကသဟဇာတာအဓိပတိကိုမူထားတော့ကလည်းသဟဇာတိန်တရိယနဲ့3ခုရတယ်လို့ပြောင်းပြန်လာတယ်သဟဇာတိန်ကိုမူထားတော့သဟဇာတာအဓိပတိနဲ့ထို3ခုပဲပေါ့ဒါပတ်လေရိုက်နေတာဘာမှတော့ထူးခြားတာတော့မဟုတ်ဘူးเนาะဒါဆိုလို့ရှိရင်3ခုတူတယ်လို့မှန်ကမ္မကရောတူတာရှိလားကမ္မမှာတော့လုံးဝစေတနာနဲ့
ဒီအိန္ဒြေရှစ်လုံးနဲ့တူတာဘာမှမရှိပါဘူးအာဟာရမှာကျတော့ဘာလေးတူတာရှိလဲဝိညာဏဟာရလေးနဲ့ဝိညာဉ်နဲ့ဒီမှာမနိန္ဒြေဆိုတဲ့စိတ်နဲ့သွားတူတယ်တဲ့ဓမ္မမိတ်ဆွေများနော်ဇာနာဇာနာနဲ့ဘာနဲ့တူတာရှိတယ်ဇာနာနဲ့ကြတော့ဓမ္မမိတ်ဆွေများဓမ္မဧကကတာဝေဒနာနှစ်ခုရတယ်နော်ဝေဒနာဧကကတာနှစ်ခုရတယ်နော်ဓမ္မမိတ်ဆွေဝေဒနာနဲ့ဧကကတာဟုတ်တယ်မလားဟင်အိန္ဒြေထဲမှာဝေဒနေန္ဒြေရှိတယ်ဓမ္မဧကကတာခုနကကျွန်တော်ဟုတ်တယ်နော်ဒါရသွားပြီနှစ်ခုတူတယ်ဒါမှဧကကတာဟိုမှာကြတော့ပါရှိလဲဒါဆိုတမာတိန်တရီရှိတယ်ဧကကတာဒါနှစ်ခုလိုက်တယ်သူကတဟဇာတိန်တရိယနဲ့ဇာနာနဲ့ဆိုရင်နှစ်ခုလိုက်တယ်ဝေဒနာဧကကတာတဘာကဖြစ်ပါတယ်ဟုတ်ပြီဒါဆိုသူလည်းယူမယ်မက်ကင်ကရောတူသလားဆိုတော့မက်ကင်လည်းတူတာပေါ့ဓမ္မမိတ်ဆွေများပညာရှိတယ်အော်ဝရိယရှိမယ်ဟုတ်လားတတိရှိမယ်အမှန်များတယ်သူကနော်အိန္ဒြေနဲ့သူနဲ့တော့များတယ်နော်ပြန်ပြောမယ်သူကပညာရမယ်အိန္ဒြေထဲမှာလည်းပဲပညာရှိတယ်ပြီးတဲ့အခါမှာဝရိယရမယ်ဒီမှာလည်းဝရိယိန္ဒြေရှိတယ်ဒီမှာတတိရှိတယ်သူ့မှာလည်းပဲတတိရှိတယ်သူ့မှာဧကကတာရှိတယ်သူ့မှာလည်းပဲဧကကတာရှိတယ်လေးခုတော့ပြိုင်နေကြနော်ဒါကြောင့်မလို့သဟဇာတိန်တရိယနဲ့မက္ခပြိုင်တဲ့ပစ္စည်းသဟငယ်အပြိုင်ပစ္စည်းတို့ကိုအပြိုင်တရားတို့ကိုဖော်ပြပါလို့ပြောလိုက်လို့ရှိရင်ဘာမိစီမှာအဲ့ဒါထုတ်ဖော်ပေးရမှာပေါ့နော်ထုတ်ဖော်ပေးရမယ်တဲ့ဒီလိုမျိုးနော်ပညာရဲ့ဝရိယရဲ့တတိရဲ့ဧကကတာတို့ဖြစ်ပါသည်သူတို့နှစ်ခုပြိုင်သောသဟငယ်ပစ္စည်းတရားတို့ကိုဖော်ပြပါလို့ဆိုရင်ဒီလိုမျိုးယူရအဲ့တော့အားလုံးဓမ္မမိတ်စီမြတ်ရပြီးတော့ကမ္မတစ်ခုပဲမရလိုက်တာဆိုတော့ကံမကျင်လိုက်တော့14ပစ္စည်းတောင်ရတယ်ပေါ့ဟုတ်ပြီကဲဒါဆိုဒါလေးလဲဓမ္မမိတ်ဆွေများတက်သွားပြီနောက်တစ်ခါဇာနာပစ္စည်းတွေ့ကြဆိုဇာနာပစ္စည်းရဲ့တဘာကဘာတွေရမလဲဆိုတော့ထုံးစံအတိုင်းပဲတည်လိုက်ပါမယ်ဟောစေတရားကိုကျွန်တော်တို့စတားပြပြီးတော့ကြီးလေးလက်လေး၈ပါးတော့ထုံးစံတိုင်းရေးထားလိုက်တော့အလတ်လေးကြီးလေးအငယ်ထဲမှာရှာမယ်ထုံးစံတိုင်းထိတ်ကစရှာဝိတဝိဇာရပိတိဝေဒနာဧကကတာနဲ့ဟောဒီဟေတုမှာတူတာရှိလားမရှိဘူးပြီးတဲ့အခါမှာအဓိပတိမှာတူတာရှိလားသန္နဝရိယစိတ်တဝိမန္တဆိုတော့ဟောဒီဇာနေနဲ့တူတာဘာမှမရှိเนาะเนาะအောက်ပြီးတော့ကမ္မကိုတူတာရှိသလားဆိုတော့ကမ္မလည်းတူတာမရှိပြန်မရှိပါဘူးအာဟာရတူတာရှိသလားတဲ့အာဟာရလည်းတူတာမရှိပြန်ဘူးဖတ်တာစေတနာဝိညာဉ်နဲ့ဝိတဝိဇာရပိတိဧကဘလို့မှမရဒါဆိုရင်သဟဇာတိန်တရိယာလေးကိုတူတာရှိတယ်ခုနကပြောပြီးသွားပြီနှစ်ခုတူထားတယ်လို့ပြောထားတယ်နော်ဝေဒနာယေဧကကတာယေဟုတ်တယ်နော်ဟုတ်ပြီဗျာဒါဆိုရင်ဇာနာနဲ့မက်ခင်တူတာများရှိသလားဟာရှိတာပေါ့တဲ့သူကလည်းနှစ်ခုတူတယ်ဘယ်လိုလုပ်ဇာနာနဲ့မက်ခင်တူတာရှိတယ်ဆိုဝိတေဓမ္မလည်းဝိတေဟုတ်တာဝိတေရှိတယ်ဒီမှာဓမ္မမိတ်ဆွေများဧကကတာရှိတယ်ဒီမှာလည်းပဲဧကကတာရှိနှစ်ခုတူပါတယ်ဒါဆိုရင်နဲ့ငါမိတ်ဆွေများဇာနာနဲ့လာပြီးတဘာကဖြစ်မဲ့သူက2ယောက်ပဲရှိတယ်ပေါ့နော်အိန္ဒြေရဲ့မက်ခင်ရဲ့ဆိုတော့ဘယ်နှခုပြုတ်သွား4ခုပြုတ်သွားဟုတ်လားဟုတ်တာပေါ့4ခုပြုတ်သွားတာ4ခုပြုတ်သွားတယ်ဆိုတော့အေးပေါ့ဓမ္မမိတ်ဆွေများ17ခုပဲရတယ်မပြိုင်နိုင်တာဘယ်သူတွေလဲဆိုတော့ဟေတိကံဟာဟေတိကံဟာပြုတ်သွားတယ်အတွဲလိုက်ကြီးဟေတိကံဟာအဲ့တော့4ခုပြုတ်တော့17ခုကျန်အဲ့ဒီ17ခုကဘာတွေလဲဆိုရင်ကြီးလေးရှေ့ရဲ့ဟောစေဟေရဲ့ဟောစေဇာရဲ့ပြောတာဇာနေရဲ့သဟဇာတိန်တရိယရဲ့မက်ခင်ရဲ့ဖြစ်ပါတယ်နော်ရှေ့ရဲ့ဟာဇာမက်ရဲ့ပေါ့နော်အိမ်ဇာမက်ရဲ့ပြောတာအိမ်ဇာမက်ရဲ့ပေါင်းလိုက်နော်ဒါဆိုရင်ဓမ္မမိတ်ဆွေများ17ကြိုက်ပါတယ်ဟုတ်ပြီဗျာနောက်တစ်ခုကမက်ခင်အတွက်သွားကြရအောင်မက်ကင်ရဲ့တဘာကာလေးကဘယ်နှပစ္စည်းတောင်ရလဲ73ပစ္စည်းတောင်ရတယ်ထုံးစံအတိုင်းပဲဗမာမိတ်ဆွေများထုံးစံအတိုင်းပဲတွက်ကြရအောင်ကြီးလေးဇက်လေးကတော့ထုံးစံအတိုင်း10ပါးရသွားပြီကဲအငယ်ထဲမှာရှာကြအငယ်ထဲမှာမောဟအဟိတုရမလားရတာပေါ့ဘာဖြစ်လို့ရတယ်လို့ပြောနိုင်လဲဆိုတော့ဒီမှာအာမောဟရှိတယ်ဒီမှာပညာရှိနေတယ်အဓိပတိလည်းရတာပါပဲဝိမာန်တာအဓိပတိရှိပါတယ်ဟုတ်ပြီသူပြောင်းပြန်ပတ်လက်ပြန်လာတာပဲဘာမှမထူးခုနကဟေတုဟောတော့အဓိပတိရရင်အဓိပတိပြန်မက်ကပြန်ဟောလို့ရှိရင်ဟေတုပြန်ရမှာဟေတုဟောတော့မက်ကရခဲ့တယ်ဆိုရင်မက်ကဟောရင်ဟေတုပြန်ရမှာပဲအဓိပတိဟောတော့မက်ကရခဲ့ရင်မက်ကဟောရင်အဓိပတိပြန်ရမှာပဲဒီတိုင်းပဲနောက်ပိုင်းကိုက
လင်းဟိုကြက်တာလင်းလေသလိုပေါ့နော်ကိုတွေးရင်တွေးတတ်သလိုပို့ပြီးမြင်မြန်ဆန်ဆန်ရပါလိမ့်မယ်နော်နောက်တစ်ခါကံမရနိုင်သလားဆိုတော့ကံမတော့မရနိုင်ဘူးကံမမရနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သူ့မှာစေတနာဆိုတော့မက်ကင်နဲ့တူတာဘာမှမရှိဘူးအာဟာရရနိုင်သလားအော်အာဟာရလည်းမရနိုင်ဘူးအာဟာရမှာတဘာမိတ်စီမြိုင်မက်ကင်နဲ့တူတဲ့တရကိုမရှိပါဘူးအိန္ဒြိယကတော့ထုံးစံအတိုင်းပါပဲရပါတယ်နော်အိန္ဒြိယတော့ဘာတွေနဲ့ရတော့ဆိုခုနကပြောင်းပြန်တွက်ခဲ့တုန်းကအတိုင်းပဲပညာသူတို့မှာရတယ်နော် ပညာရမယ်ပြီးတော့ဗမာမိတ်ဆန်တတိယမယ်ဝရိယရမယ်ဧကကတာရမယ်လေးလုံးရခဲ့တဲ့အတိုင်းပဲเนาะဟုတ်ပြီဒါဆိုလို့ရှိရင်ဇာနာနယ်ရောရလားဇာနာနယ်ရတယ်ခုနကပဲတိုက်ထားပြီးပြီနှစ်ခုတောင်လေဝိတက်ရပညာရတာဆိုတော့ဩဓမ္မရပြီဗျာဒါဆိုရင်နဲ့လုံးဝမရတာကမက်ခင်နဲ့တဘာကလာမဖြစ်တဲ့ပစ္စည်းနှစ်ခုကအာရနဲ့ကမ္မနဲ့အာဟာရဖြစ်တယ်ကမ္မနဲ့အာဟာရလေးကိုကျင်လိုက်တယ်ဆိုလို့ရှိရင်73 15တဲ့ရ2ပါကျင်လိုက်တော့7373က5ပစ္စည်းပေါင်းထည့်ဒီ5ကဘာတွေလဲဆိုရင်ဟေရဒီရအိန္ဒြေရဇာနေရမက်ကင်ရဖြစ်တယ်မက်ကင်ကိုရှေ့ရထားပြီးပြောရမှာပေါ့နော်ဒါအခုကျွန်တော်တို့အလွယ်တက်လိုက်တာခေါ်စေတရားကိုရှေ့မှာထားပြီးတော့မက်ကင်ဒါကြီး၄ပေါ့လေရေးတဲ့အခါမှာစာမွေးဝဲမှာဒါကြီးကကြီးလေးလက်လေးဒီလိုမျိုးတွေ့တယ်လို့မျိုးရေးလို့မရဘူးဒါကတော့အလွယ်ကျနည်းလေးပြောတာဒါမိတ်ဆွေများစာမွေးဝဲမှာဖြေတဲ့အခါကျလို့ရှိရင်စီနီယာတိုင်းဖြေမှာအမှတ်ရမှာနော်စီနီယာတိုင်းဖြေမှာအမှတ်ရမှာဒါကြောင့်မို့လို့15ပစ္စည်းကိုကျွန်တော်ကအလွတ်ချက်ခိုင်းနေတာဟေတုဒီပတိတဟဇာတအညမညာနေတယကမ္မဝိပါကအာဟာရဣန္ဒြိယဇာနာမက်ကတံပြုတ်တာဝိပြုတ်တာအတ္တိအဝိကရအစဉ်တိုင်းလေးကိုဓမ္မမိတ်ဆွေများအကျန်းစာနဖူးစည်းလေးမှာခဲတံလေးနဲ့ရေးထားပြီးတော့မှအဲ့ဒီကိုရေးထားတဲ့15ပစ္စည်းထဲမှာမပါတာလေးတွေခြေလိုက်လို့ရှိရင်ကြည့်ရေးလိုက်ရုံပေါ့နော်မပါတာခြေလိုက်ဥမာပေါ့ကမ္မနဲ့အာဟာရခြေလိုက်တယ်ဆိုရင်ကျန်တာလေးတွေအစီနီယာတိုင်းလေးကြည့်ပြီးရေးသွားရုံပဲဒါဆိုရင်ရှင်းတော့မမှားတော့ဘူးပေါ့နော်ဒီပုံစံတိုင်းလေးနဲ့လေ့လာလို့ရတယ်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီသုဒ္ဓသင်္ချာတဟာကြီး15တဟာမျိုး15ပစ္စည်းရဲ့သုဒ္ဓသင်္ချာတွေပြီးသွားပြီသုဒ္ဓသင်္ချာတွေပြန်ပြီးတော့တစ်ခေါက်လောက်ပြန်ပြီးတော့နှွေးပေးပါမယ်တစ်ခေါက်လောက်ပြန်ပြီးနှွေးပေးမယ်တရားတစ်ခေါက်နှွေးပြီးလို့ရှိရင်နောက်တစ်ပတ်ဒီကြာရင်ကျွန်တော်တို့သင်္ချာတွေတွက်လို့ရပြီเนาะကဲဒါဆိုဓမ္မကြီးပြန်ဆိုပြမယ်တဟာကြီး၄ပစ္စည်းကိုသုဒ္ဓသင်္ချာကိုကြည့်တဲ့အခါမှာ3လွှာရှိပါတယ်ပထမဆုံးတစ်လွှာကနန်းချင်းရဲ့နန်းနဲ့ရုပ်ကဲတွဲတာရယ်ဒါကြောင့်မလို့ချင်းအား၎င်းချင်းနာမခန္ဓာစိတ္တဇာယုတ်ပရိတန်နေကမ္မဇာယုတ်အား၎င်းတတ်တော့အလုံးစုံသောပုတိပရိတန်နေနာမခန္ဓာ၄ပါးတစ်လွှာပြီးရင်ယုတ်28ပါးအတွက်ဆိုရင်မဟာဘုချင်းအတွက်အချင်းအား၎င်းပြောမယ်ဥပါဒယုတ်အား၎င်းအတွက်ပြောမယ်ဒါကြောင့်မလို့အချင်းအား၎င်းဥပါဒယုတ်အား၎င်းတတ်တော့မဟာဘု၄ပါးတို့တစ်ခွက်ဆိုပြီးလို့ရှိရင်ဓမ္မမိတ်ဆွေများဒီပင်စောကာရပရိတန်နေနာမခန္ဓာဟာရယဝတ္ထုအတွက်ဆိုတော့ချင်းရတတ်တော့ပင်စောကာရပရိတန်နေနာမခန္ဓာဟာရယဝတ္ထုလို့ပြောမယ်ဒါဆို3လွှာသူ့ကိုကြည့်ပြီးတော့ဒီ3လွှာဒီသဟနိအဝိရဲ့သုဒ္ဓသင်္ချာကိုကြည့်ပြီးတော့အညမညမှာလိုတိုးပူလျှော့လောက်သွားတာပဲအညမညမှာကြတော့အချင်းရ၎င်းအချင်းနာမခန္ဓာဟာရယဝတ္ထုက၎င်းတတ်တော့ဒီရှေ့ဟာအတူတူပဲတမလုံးစုံသောပုတိပရိတန်နေနာမခန္ဓာ၄ပါးဆိုလိုက်ရုံပဲเนาะဒါအလွတ်ရအောင်ကြက်နိုင်အောင်ပါနောက်တစ်ခါယုတ်မှာကျတော့ဥပါဒယုတ်ပြုတ်သွားပါတယ်အဲ့တော့အချင်းအားတက်တော့ဘုတ်9ပုတ်ကိုဆိုလိုက်ရုံပါပဲပြီးရင်တော့အောက်ဆုံးတစ်လွှာဖြစ်တဲ့အချင်းအား၎င်းပင်စောကာရပရိတန်နေနာမခန္ဓာကတော့တဟနိအဝိမှာရခဲ့တဲ့တဟာကြီးလေးဖြစ်စီရဲ့3လွှာမြောက်သင်္ချာကသုဒ္ဓသင်္ချာအတူတူပါပဲဝိပါကကြတော့အလွယ်ဆုံးပဲသူ့မှာကုသိုလ်ဝိပက်ကုသိုလ်အကုသိုလ်ကိရိယာမပါဘူးဝိပက်ကြီးပဲဆိုတော့ရေးတဲ့အကျော်ယိုးလေးကအဟနိအဝိမှာရေးသွားတဲ့ကျော်ယိုးလေးတိုင်းပဲအချင်းအား၎င်းချင်းနာမခန္ဓာစိတ္တဇာပရိတန်ကမ္မဇာယောအား၎င်းအလုံးစုံသောဓမ္မမစ္စည်းမြတ်တင်မှာဝိပက်လို့ဒီကြားလေးမှာထည့်ပေးလိုက်တာဒီမှာကြည့်လိုက်နော်လုံးစုံသောဝိပက်ပုတိပရိတန်နာမခန္ဓာ၄ပါအဲ့လိုဝိပက်ထည့်လိုက်တဲ့ကြောင့်ဒါ89 50နဲ့မဟုတ်တော့ဘူးဝိပက်စိတ်36ကိရိယာဝိပက်စိတ်36စိတ်38ဆိုတာတည်သွားမယ်ဒီမှာလည်းပဲအချင်းအား၎င်းဆိုတာဒါဝိပက်စိတ်36နဲ့စိတ်38ပဲစိတ်တစားယုတ်ဆိုရင်ဒါတာဟိဝိပက်ဖြူရတော့စိတ်တစားယုတ်လို့တည်သွားပြီဒါကတာဟိပရိတန်နေကဒါလည်းဆိုလို့ရှိရင်ဒါတော့ပရိတန်နေကမ္မစာယုတ်ကတော့အပြည့်ပဲပေါ့နော်ဒီစိတ်ကိုကြည်နဲ့ဒီမှာဘာယုတ်တည်ဆိုတာကိုပါကိုကတန်းပြီးတော့ပေါ်တယ်ဒါကြောင့်သုဒ္ဓသင်္ချာဒီတိုင်းလေးဆိုမယ်ဝိပါကသည်နံဒီတာပစ္စည်းဖြစ်တဲ့အတွက်ကြောင့်ရုပ်အလွာလုံးဝ
သဟာကြီးမှာရှိတဲ့ရုပ်အလွှာလုံးဝမဆိုးရပါဘူးအောက်ဆုံးတလွှာမှာဆိုရင်လေကတ်တားပဲဆိုတဲ့ဒီဘက်မှာပစ္စည်းဘက်မှာနန္တာဖြစ်ရမှာမဟုတ်လို့ပင်စောကာရပရိတန်တွေနာမခန္ဓာအာတတ်တော့ဟာရိယဝတ္ထုလိုပဲရေးရပါတယ်နောက်တစ်တံပြုတ်တပစ္စည်းကတော့အလွယ်ဆုံးပဲ89 50နှစ်အချင်းချင်းကျေစုပြုတာဆိုတော့အချင်းချင်းအတတ်တော့အလုံးစုံသောပရိတန်တွေနာမခန္ဓာ၄ပါးလို့ဆိုလိုက်ရုံပဲပြီးတော့ဝိပယုတ်တာကြတော့ဓမ္မမိတ်ဆွေများအပေါ်ဦးဆုံးတလွှာမှာအချင်းချင်းဆိုတဲ့နာမ်တွေဖြုတ်လိုက်စေတစာယုတ်ပရိတန်တွေကမ္မစာယုတ်အားတတ်တော့အဲ့ဒီမှာကျတော့89 50နှစ်မရတော့ဘူးရုပ်ကိုကျေစုပြုမဲ့တရားတွေလို့ပြောတဲ့အတွက်ကြောင့်စိတ်အကုန်မရပါဘူးရုပ်ကိုဖြစ်စေနိုင်တဲ့85ပါးကိုပဲယူရမှာဖြစ်တဲ့အတွက်နောက်ပြီးတော့ရုပ်နဲ့ဆက်ဆက်ပြီးပြောပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဘုံတက်ပြရပါမယ်ဘာဖြစ်လို့ဘုံတက်ပြရတာလဲလို့ဆိုလို့ရှိရင်နော်စိတ်တစားယုတ်ပရိဒဏ်ဤကမ္မစားယုတ်အတတ်သောပင်စောကာရပုံမှာဖြစ်သောအခါအရူပဝိပလီတွေပင်စဝိညာဉ်30ယဟန္တာတို့သုတိကျင်သောပုဒ္ဓိပရိဒဏ်ဤနာမခန္ဓာ4ပါးဆိုဒီထဲမှာ85ပါးသောစိတ်တွေရှိပါတယ်အဲ့ဒီ85ပါးသောစိတ်တွေထဲမှာဓမ္မမိတ်ဆွေများ၏အယူပပုံမှာဖြစ်နိုင်တဲ့စိတ်42ပါးရှိပါတယ်နောက်ဓမ္မမိတ်ဆွေများအဲ့ဒါသတိထားရအဲ့တော့ဒီ85ပါးထဲမှာနော်ဒီ85ပါးထဲမှာအရူပပုံမှာဖြစ်နိုင်တဲ့စိတ်42ပါးရှိတယ်အဲ့42ပါးကဘာဒီလဲဆိုတော့မိတ်ဆွေများကလည်းသိထားအောင်နော်အရူပဝိပက်လေးလောဘမှုလောဘမှုမောဟမှုမနောဒတာဝိဇ္ဇာမဟာကုသိုလ်မဟာကရိယာဒီလိုလာတာနော်မဟာကုသိုလ်မဟာကရိယာပြီးတဲ့အခါမှာအရူပကုသိုလ်အရူပကရိယာအထက်မဲ့3ဖိုလေးဆိုအရုံ42ပါးရှိအဲ့42ပါးစီပင်စောကာရပုံမှာလည်းဖြစ်တယ်အာယုဘပုံမှာလည်းဖြစ်တယ်မိစတုတိမမီလေးစာတွေးမိမမီလေးအမေးစင်များပကိန်းပိုင်းမှာဆိုလို့ဒီ42ပါးဒီအာရိယဝိတ္ထုကိုရန်ခါမိရန်ခါမမိဆိုလိုချင်တာကအရူပပုံမှာလည်းဖြစ်တယ်ပင်စောကာရပုံမှာလည်းဖြစ်တယ်ဒီ42ပါးကိုငှဲ့ပြီးတော့ဘုံတတ်ထားတယ်ဒါကိုသိရမယ်ဒီဘုံကြီးကဘာလို့တတ်သွားတာလဲဆိုဒီ85ပါးထဲမှာအရူပဘုံမှာဖြစ်တဲ့စိတ်42ပါးရှိနေတဲ့အတွက်ကြောင့်အရူပဘုံမှာဖြစ်တဲ့စိတ်42ပါးနဲ့မဆိုင်ဘူးဆိုတာကိုပြောခြင်းလို့ဒီမှာပင်စောကာရဘုံ၌ဖြစ်သောအခါဆိုတာလေးကိုထည့်ပြီးတယ်လို့ဓမ္မမိတ်ဆွေများဒီလိုနားလည်ထားပါနော်ဟုတ်ပြီနော်ပြီးတဲ့အခါမှာဓမ္မမိတ်ဆွေများဒီမှာအားလုံးပေါင်းတာ85ပါးရှိရမယ်ယဟန္တာတို့သုတိကျင်းလို့ဆိုပြီးမဲ့အရေးအတွက်ရော့စရာတော့မရှိဘူး။ဘာဖြစ်လို့ပရိသန်လေးစိတ်ဝိပက်စိတ်တွေရှိနေတာမဟုတ်လို့နော်။ဟုတ်ပြီ။နောက်ပြီးတော့ရုပ်တက်လုံးဝမရပါဘူး။ဝိပယုတ်ဆိုတာရုပ်ကနာကရုပ်ကိုဒီလိုမျိုးခြေစုပ်ပြုမှာဆိုတော့နော်။အဲ့ဒီမှာလည်းပဲဝိပယုတ်မှာလည်းပဲပစ္စည်းဘက်မှာနာပစ္စည်းဘက်မှာရုပ်ဒီလိုလာမှာပါ။ချွင်းချက်အနေနဲ့ပင်စောကာရပရိသန်တွေနာမခန္ဓာကြတော့သူတို့အပြန်အလန်ဖြစ်နိုင်တာမို့လို့အဲ့တော့ပစ္စည်းဘက်မှာအရိယဝိတ္ထုရုပ်ကလေးပြန်ရနိုင်တယ်ပစ္စယုတ်ပံမှာကြတော့ပင်စောကာရပရိတန်တွေနာမခန္ဓာပြန်ဖြစ်နိုင်တာမို့လို့ဝိပယုတ်တရဲ့နောက်ဒီအလွှာလေးကသာနိအဝီရဲ့နောက်ဆုံးတလွှာလေးနဲ့တူပါတယ်ဒါဆိုပြောချင်တာကအချင်းချင်းရတတ်သောပင်စောကာရပရိတန်တွေနာမခန္ဓာသည်တဟငယ်ထဲမှာဆိုရင်အပြည့်အဝဗမာပါလဲဆိုရင်အညမညနဲ့ဝိပယုတ်တမှာပါပါတယ်ဝိပါကမှာလုံးဝမပါပါဘူးတံပြုတ်တမှာကြတော့sorry တံပြုတ်တမှာလုံးဝမပါပါဘူးဝိပါကမှာဆိုလို့ရှိရင်တလွှာပဲပါပါတယ်နော်ကတ္တဘမှာနံဖြစ်တဲ့ပင်စောကာရပရိသန်နေနာမခန္ဓာအတတ်သောခါရယဝိတ္ထုပဲပါပါတယ်ဓမ္မမိတ်ဆွေများဒါလေးတွေစူးစမ်းပြီးတော့ချက်ပါဒါဆိုလို့ရှိရင်ဒါသဟကြီးလက်သုဒ္ဓသင်္ချာရသွားပြီပြီးတော့သဟဒီမှာရှိတဲ့သင်္ချာလေးတွေကပြောစရာမလိုဘူးဓမ္မလေးတွေက4တွေ5တွေ5တွေဒီက6ထား5အဲ့ဒါဓမ္မမိတ်ဆွေများသိတယ်အလက်တွေဟောရင်အကြီးအကုန်ဝင်မှာအကြီးကြတော့အငယ်တွေအလက်တွေမလာနိုင်လို့သူတို့4ယောက်ပဲရှိတယ်ဒါအကြီးသုဒ္ဓသင်္ချာမှာကြတော့သူတို့သဟနိအဝိ၄ခုပဲရတာဖြစ်ပါတယ်နော်ဟုတ်ပြီဓမ္မကြတော့ဓမ္မမိတ်ဆွေများဘုနကပြောခဲ့တဲ့ဟေတုပစ္စည်းရဲ့သုဒ္ဓသင်္ချာလေးတွေကြီးလိုက်မယ်ဆိုလို့ရှိရင်ဓမ္မမိတ်ဆွေများအနေနဲ့ဒီဘက်ကဘာမှမခက်ဘူးဒီဘက်ကပစ္စည်းတွေသာကြက်ထားတံပြုတ်တခန္ဓာဒါတံပြုတ်တခန္ဓာအကုန်ပါတယ်အဲ့ဒီမှာသတိထားမှာဟေတုကိုဆိုတဲ့အခါမှာယုံနှစ်ယုတ်ကိုကြတော့တာဟိစေတစာယုတ်တာဟိပရိသန္တိကမ္မစယုတ်အတတ်တော့လို့ပြောရမယ်အဓိပတိကိုသတိထားမှာကအဓိပတိမှာကဓိပုဒီပုအာတိဤသုံးတွေတန်တိမရအပ်ဆိုတာဟုတ်အဓိပတိဒီပရိတန်တိကာလမှာမရပါဘူးပရိတန်တိအခါမရဘူးဘာဖြစ်လို့မရတာလဲဆိုပရိတန်တိစိတ်ကိုမရှိလို့ဒါဓိပတိဆို52ပါတယ်မှာနော်အဲ့တော့သူ့ကိုကြတော့တာဓိပတိစိတ်တစတံပြုတ်တခန္ဓာတာဓိပတိစိတ်တစရုပ်အားတတ်တော့ဓိပတိကို3ပါး4ပါးတွင်1ပါးပါလို့ဆိုရပါမယ်ဒီမှာကမ္မကြတော့သဟဇာတကမ္မကြတော့တံပြုတ်တခန္ဓာအပြည့်ပဲစိတ်တစရုပ်ပရိတန်တိကမ္မစရုပ်အားတတ်တော့လို့ဆိုရတယ်အဲ့ရနေစပြီးတော့ပစ္စယုတ်ပံနေတူလာမှာနော်ဓမ္မနာအာဟာရလည်းတံပြုတ်တခန္ဓာစေတစာယုပရိသဏိကမ္မစယောဝတ္တသောသဟဇာတိန္ဒိယမှာလည်းတံပြုတ်တခန္ဓာပရိသဏိကမ္မစယောဝတ္တသောဇာနာမှာလည်းတံပြုတ်တခန္ဓာစေတစာယုပရိသဏိကမ္မစယောဝတ္တသောအကုန်တူတာမက်ကကြမှာ
ဟေတုနဲ့သွားတူတယ်တန်ပြုတ်တဲ့ခန္ဓာတာဟိစေတစာယုတ်တာဟိပရိသန်နဲ့ကမ္မစာယုတ်အဲ့တော့ဓမ္မမိတ်စီများကဒါစာကျက်တဲ့အခါမှာဟေတုနဲ့မက်ကကိုတွဲကျက်လိုက်ပေါ့အဓိပတိကိုတီးခြားလေးကျက်ကမ္မကနေပြီးတော့ဇာနာအထီကိုတပြိုင်တည်းကျက်လိုက်เนาะဒီလိုဆိုလို့ရှိရင်ဓမ္မမိတ်စီများဒါစာကျက်ရတာလွယ်လေးလွယ်သွားမယ်မြန်မြန်ဆက်ဆန်းနဲ့လည်းရမယ်အဲ့တော့ဒီမှာတစ်ချက်ကျွန်တော်ဒီတဟငယ်တွေကအရေးကြီးတဲ့ပစ္စည်းတွေကိုပေါ်အောင်လုပ်ဖို့အရေးကြီးပါတယ်เนาะပစ္စည်းတွေပေါ်အောင်လုပ်ဖို့ဆိုရင်ဟေတုလို့ပြောရင်ဟိတ်6ပါးတန်းပေါ်နေရမယ်အကုသိုလ်ဟိတ်3ပါးကုသိုလ်ဟိတ်3ပါးเนาะလောဘဒေါသမောဟအလောဘအဒေါသအမောဟအဓိပ္ပာယ်လို့ပြောလိုက်တာနဲ့သန္တာဝရိယစိတ္တဝိမန္တတန်းပြီးတော့နှုတ်ကနေပြီးတော့တွတ်ရနေရအာဟာဇာတာကမ္မဆိုတာနဲ့စိတ်89ပါးမှာရှိတဲ့စေတနာဉာဏ်အာဟာရလို့ပြောလိုက်တာနဲ့ဖတ်တာစေတနာဝိညာဉ်ဉာဏ်အာဟာရတရားကို3ပါးအာဟာဇာတိန်တရိယလို့ပြောလိုက်တာနဲ့ဇီဝိတစိတ်ဝေဒနာတတဝရိယတတိဧကကရပညာဒီလိုတန်းရမယ်ဇာနာလို့ပြောလိုက်တာနဲ့ဝိတဝိဇာတာပီတိဝေဒနာဧကကတာမက်ကိန်လို့ပြောလိုက်တာနဲ့ပညာဝိတဝိတတိ3ဝရိယတတိဧကကတာဒိဋ္ဌိဘာဖြစ်လို့အဲ့လိုပြောနိုင်တာလဲဆိုရင်ကျွန်တော်တို့ကဘယ်ပစ္စည်းကိုပဲချော်ဟောကြီးလေးလက်လေးရလိုက်လာတာလွယ်တယ်တဟငယ်ချင်းချင်းတိုက်တဲ့အခါမှာကြားနေတာဘာဖြစ်လို့ကြားနေတာဆိုရင်ကိုတိုင်းကဒီတရေကိုတွေအလွတ်ရမထားဘူးဆိုရင်ဘလို့တိုက်ရမှန်းမသိဘူးဘယ်မှာပါနေမှန်းလည်းမသိဘူးပေါ့အဲ့လိုဖြစ်တတ်တယ်လေငါကြောင့်မလို့ခုနကကျွန်တော်တိုက်ပြီးတော့တဘာကရှာပေးတဲ့အတိုင်းလေဒါလွယ်လွယ်ကူကူရဖို့ဆိုလို့ရှိရင်ဒီမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကိုဓမ္မမိတ်ဆွေများရအောင်လုပ်ထားရမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကနောက်တစ်ပတ်ကြာလို့ရှိရင်အခုလေဓမ္မမိတ်ဆွေများကသုဒ္ဓသင်္ချာအကုန်လုံးရသွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဘယ်ကနေစပြီးတော့ဓမ္မမိတ်ဆွေများသင်ပေးမလဲဆိုလို့ရှိရင်ဟာကြီးလေးပစ္စည်းရဲ့ပါဠိတော်စသင်ပါမယ်เนาะပါဠိတော်သင်မယ်သင်ပြီးလို့ရှိရင်ပါဠိတော်သင်ပြီးလို့ရှိရင်ဘာဆက်သင်မလဲဆိုလို့ရှိရင်ကတ္တာတံပရံကောက်ကိုဆက်သင်ပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါစာမျက်နှာဘယ်လောက်မှသွားရှိမလဲသွားကြည့်လိုက်အောင်เนาะဒါတဟာငယ်တွေတဟာကြီးဆိုတော့စင်တိုင်းဆိုရင်တော့ဓမ္မမိတ်ဆွေများဟေတုကနေစသင်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာပြောင်းလဲပြီးတော့သင်ပေးချင်တာဒီတဟာကြီးကနေဖြိုပြီးတော့သင်လိုက်တယ်ဆိုလို့ရှိရင်တဟာလက်တဟာငယ်ဘယ်လိုဆင်းသွားတယ်လဲဆိုတာကိုအပေါ်စီးကနေမြင်စေခြင်းလို့မြင်ရအောင်လုပ်ပေးတာဖြစ်ပါတယ်ဒီမှာဆရာကြီးကစီစဉ်ထားတာကတော့တခါတည်းပဲကတ္တာကောက်တံပရံကောက်ဒီပါဠိတော်တွေပြီးတဲ့အခါမှာဟိတ်ပတ်ကောက်ဒီပေါ့နော်နောက်ပြီးတဲ့ဟိတ်ပတ်ကောက်တော့ဖြစ်ပါတယ်ကရိုင်းကောက်တွေကတ္တာတံပရံကရိုင်းကောက်တွေရောတခါတည်းခန္ဓာဝါဒတွေပါတခါတည်းတွဲပြထားပါတယ်နော်အဲ့တော့ခန္ဓာဝါဒတွေလည်းပဲဓမ္မမိတ်ဆွေများကိုကျွန်တော်အကုန်လုံးသင်ပေးမှာပါအခုဒီတင်တဲ့ပုံစံလေးကတော့အခုဒီနေ့ပုံစံလေးပြောင်းပြီးတော့သင်ပေးတာဓမ္မမိတ်ဆွေများတဟာကြီးပဲအရင်ဆုံးစသင်လိုက်မယ်တဟာကြီးရဲ့ပါဠိတော်တွေရသွားပြီဆိုလို့ရှိရင်တော်တော်လေးခရီးရောက်သွားပြီနော်အဲဒါကြောင့်ဒီပုံစံတိုင်းနဲ့သင်ပါဆိုတော့အဲ့တော့ကျွန်တော်ရှာလိုက်အောင်မယ်တဟာမျိုးထဲမှာဇာနာပစ္စည်းဒါတဟာငယ်တွေကအများကြီးပဲတဟာကြီးဆိုတော့ဒီရောက်သွားမယ်ဟမ်ပကတိကတော့ရောက်သွားပြီ180 280 180တဲ့ဓမ္မမိတ်ဆွေများရှာလိုက်အောင်နော်တော့ဓမ္မတဟာကြီး၄ပစ္စည်းရပြီ182ဒီကနေစလို့ရတယ်ဓမ္မမိတ်ဆွေများနော်182နောက်တစ်ပတ်ကျရင်182ကစပါမယ်နော်ဒီကနေစပြီးတော့ဓမ္မမိတ်ဆွေများဓမ္မပြန်ပါတယ်တွေ့လားဓမ္မဟိုမှာကျွန်တော်တို့ဇာကြီးကိုကြည့်လိုက်တယ်ဒီမှာကျတော့တစ်ခုချင်းစီပြန်ပြီးတော့၃လွှာပြန်ပြတယ်သုဒ္ဓသင်္ချာလဲဓမ္မအကုန်ရှိတယ်တွေ့လားသုဒ္ဓသင်္ချာရှိတယ်ပြီးတော့သင်္ချာလေးတွေထွက်တာရှိထားမယ်အဲ့ဒီမှာဓမ္မအချင်းချင်းရတတ်သောဆိုတာကဒါပြန်ရှင်းပြထားတာတွေတော့ကျွန်တော်ပြောပြီးသားဆိုတဲ့တော့ဒါတွေဓမ္မမိတ်ဆွေမဖတ်ခိုင်းတော့ပါဘူးเนาะဒါလည်းရှင်းပြပြီးသားဒါလည်းရှင်းပြပြီးသားလွဲသွားပြီเนาะဒါဆရာကြီးကတော့ဓမ္မအသေးစိတ်တွေကိုရှင်းပြထားပြီးပြီเนาะအဲ့တော့ကျွန်တော်တို့ဒီမှာပါဠိတော်ကိုသွားမှာပါဠိတော်သွားပြီးတော့ကြက်မှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာတော့ဆရာကြီးကတော့ဓမ္မကတ္တာကောက်ဒီတံပရံကောက်တွေအရင်ပြထားတယ်เนาะဟုတ်ပြီအာဇာတပစ္စည်းအဲ့တော့ဓမ္မပါဠိတော်ကတော့ဒီမှာဒီလိုပြထားမှထင်တယ်နော်ဓမ္မလည်းအသေးစိတ်တစ်ခေါက်ပြန်ပြတယ်အဲ့တော့ဟုတ်ပြီဓမ္မမိတ်ဆွေများဒလိုက်နိုင်မှာပါနော်ဒါပါဠိတော်လေးလည်းဓမ္မပြထားပါတယ်နော်ပါဠိတော်ဆရာတော်ကြီးကတော့တစ်ခွက်စီပြထားပါတယ်ကျွန်တော်မူလပဋ္ဌာန်းဆရာတော်ဖျားကြီးရဲ့ဟိုမှာပေါ့စာအုပ်အပါလေးနဲ့လေကျွန်တော် screen share ပြီးတော့ပြောပြပါမယ်နော်ဒါဆိုလို့ရှိရင်တစုတစည်းတည်းကြည့်လို့ရအောင်ဆရာကြီးကဓမ္မတော့သူ့ရဲ့သင်္ချာနဲ့သူကတ္တာကောက်တံပရံကောက်နဲ့သူ့ရဲ့ပါဠိကိုဒါဟိုစာမှုဝဲဖောင်အတိုင်းလေးလုပ်ပေးထားတာကောင်းပါတယ်နော်ဒီဟုတ်ပြီဒါဆိုရင်တော့ဓမ္မမိတ်ဆွေများသုဒ္ဓသင်္ချာလေးတွေကြက်ထားလိုက်အောင်15ပစ္စည်းလုံးနော်15ပစ္စည်းလုံးကြက်ထားနောက်တစ်ပတ်ကြာလို့ရှိရင်ပါဠိတော်
သွားပါမယ်နော်ပါဠိတော်သွားပါမယ်ပါဠိတော်ရမှကတ္တတံပံကရိုင်းကောက်တဲ့အခါမှာပို့ပြီးတော့လွယ်မှာဖြစ်ပါတယ်ကဲဒီနေ့ဒီလောက်နဲ့ကြကြအောင်စို့မစင်ရနော်ဗုဒ္ဓသာသနာစီတံတိဋ္ဌတု၃ချိန်ပူဇော်ကြစို့ဗုဒ္ဓသာသနာ သာသနာစီရန်တိတ်တတိ ဗုဒ္ဓသာသနာစီရန်တိတ္တုဗုဒ္ဓသာသနာစီရန်တိတ္တုသာဓုသာဓုသာဓုဗမိစီများအလုံးဘေးရန်ကြောင့်ကြဆင်းရဲကိမိကိုယ်စိတ်နှပြချမ်းမာချမ်းသာကြပြီလျင်ယနေ့ပြုလို့အထုဝတ်သောကုသိုလ်တို့သည်ဓမ္မမိစီများအလုံးအတွက်မဲ့ဖို့နိဗ္ဗာန်ရောက်ကြောင်းပါရမီထောက်ပံ့ကုသိုလ်ထူးမြတ်နှင့်ဉာဏ်ထူးကြီးများဖြစ်ကြရကြပါ